ဝါဇိုလပြည့်နေဘေကူတိုင်းဘေကူမြို့ဥဒ္ဒမြို့တိချမ်းမြေရိပ်မြိုင်ကျောင်း၌အတွင်းသို့ဥပုသ်တရင်ဒီလကျင့်သုံးခံယူဆောက်တည်ရန်ရောက်ရှိလာကြကုန်သောဥပုသ်တရင်ဒီပေါင်းတို့အာဓမ္မဒါနအမတဒါနအနေအားဖြင့်ပေးလူဟောကြားအပ်သည်မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီး၏အပြင်အောင်ခြင်း၈ပါးတရားတော်အောင်ခြင်း၈ပါးတရားတော်ကိုဘုန်းကြီးတို့ဥပုသ်တပတ်လင်တစ်ချိန်ညတစ်ချိန်ညဖြင့်ခေါ်ပြီးတော့ဓမ္မဒါနအမတဒါနပေးလူမှာဖြစ်ပါတယ်တရားတို့အောင်ခြင်း၈ပါးဓမ္မကတာဒေသနာမောကြားသိပြီမနာကြားသိပြီမှာတရားပိုင်ရှင်ဖြစ်တော်မူတဲ့ဘုန်းတော်ရောက်ပါတဲ့သဗ္ဗညုဘုရားရှင်ကိုရောမြတ်ကြီးကိုရိုသေစွာလှုပ်ချီမိုးရှိခိုး၍ဓမ္မသဘင်စတင်ဖွင့်ရအောင်အလုံးပရိသတ်ပေါင်းသူတော်ကောင်းတို့ကလှုပ်ချီပြီးတော့ဘုရားရှင်ကိုရောမြတ်ရဲ့ဂုဏ်တွေကိုအာယုံပြုနေပါဘုန်းကြီးကဓမ္မသနပလင်ဌာနကနေပြီးတော့ဘုရားရှင်ကိုရောမြတ်အားရှိကျိုးကိုရောပူဇော်အပ်တဲ့နမကာရဘုရားရှင်ကိုဖြင့်ဘုရားရှင်ကိုပူဇော်၍ဓမ္မသဘင်စတင်ပွင့်ရအောင်မာရံရကံကရံသောရံစိဏမနိဝသသစ္စကံနာဂံပကံဇီနောဇီနီဟောတုမေဇယမင်္ဂလံမာရံရကံကရံသောရံစိဏမနိဝသသစ္စကံနာဂံပကံဇီနောဇီနီဟောတုမေဇယမင်္ဂလံဇီနောအောင်တို့တကားတို့၏အထွတ်တမို့အုပ်ဆောင်ဘုံခေါင်ဘုံများရှင်တော်မြတ်ဘုရားသည်မာရင်စာဤမေခလာရှင်မဟာကိုလင်းသွားတက်စီပလင်ကြီးဝဲလေကြီးမိုးကြီးပြဘူးမင်းနဲ့မောင်ကြီးတတံဒါလမကျွင်းပြက်ကခွင့်လျက်အချင်းသိတ္တပလင်မြတ်မှအမြန်ထလောစိတ်ညညိုလွင်ဘောဓိမင်းနှင့်ပလင်တော်ကထေရှားပင်သင်္ဃမဆိုင်ငါသာပိုင်ဟုဆွဲကင်လက်နဲ့ရဲစစ်မဲ့ဖြင့်အောက်ထဲဝန်းရန်သောညာအောင်အသံဟေကျွေးမရင်ကျေးသည်ယံဘေတတေမာနမင်းကို၎င်းယခင်စာဒါမောလမောမိကြီးမိုးကိုရွာမျိုးသွန်းချရံမိကြသောဒေါသပြင်းထန်ငါဗိမာန်မှာအမြန်ထွက်သွားနေအာသည်တရားကင်းกว่าကျမ်းကျုပ်စွာသာအာဃာဝကဒေသထံပြင်းဘလူမင်းကို၎င်းကစင်စာအစွဲထက်ချုံအရဲ့မွန်လျက်ရှင်ရှိတဲ့နင်းသုံးလူမင်းကိုအတေးအကြဝိညာဉ်ပြအောင်ထိုးသံအငါတမိလာသာတောင်ရှိနီနီနာလာဂီတိလို့ခေါ်တဲ့ဆင်မြောင်ကြီးကို၎င်းသောရင်စာတောင်ဤပင်ခရီးဝေးကွာသုံးယူသနာကိုလင်စွာပြေးစွမ်းတော်မြိုင်နာကလူဖန်းလက်ဖြသိအောင်တတ်၍နရကကြောမွေးမေတော်ကိုမြင်တော်စိုက်ဓာဖြင့်လိုက်၍မကိုက်ထွတ်တင်ဘုရားရှင်ကိုအတေရှောင်းဝေးဘဲကြောင့်ပြေဟုဒါရီပြကတမီလာသည့်အင်္ဂုလိကောသခိုးကျော်ကို၎င်းစိန်သမနိစာအလွန်ကောင်းကျင်ဒိဋ္ဌိညစ်တို့အပြည့်ရှားကြံမကောင်းရန်ဖြင့်စီမံဆုံးဖြစေလွတ်လာ၍ပရိသတ်ထဲအရှက်ပွဲအောင်ဆွဲတတ်စွာစိတ်ဓမ္မဟုသိညာဘောထုတ်မိမယုတ်ကြီးကို၎င်းတစ္ဆတင်စာမစင်မပြူဒိဋ္ဌိယူဖြင့်မြည်လို့ကိုများမှန်မချပဲဝါဒချင်းပြိုင်သူကပိုင်အောင်အနိုင်နိုးမို့အယုဆိုသည့်ဒိဋ္ဌိမျိုးမိုင်တစ္ဆကပရပိုက်ကို၎င်းနာခင်စာဒေါသလွှမ်းမိုးမျက်ဆောင်ထိုးကအယိုကြည်မွဖွဲပြန်ကြသောတေသထံပြင်းနန္ဒောပဏ္ဍအမည်ရှိတဲ့
နဂါမင်းကြီးကို၎င်းမကင်စားဉာဏ်မြင်ကင်းกว่าအတ္တသာဟုမိစ္ဆာလွှမ်းမိုးအယူဆိုသည့်တကူအယောင်ထိန်ပြောင်းညီညီပကပြမကြီးကို၎င်းအာဇီနီဒိဋ္ဌိကိုချဒေါသကိုပယ်မန္တွယ်ကိုချိုးသရာဖြိုး၍ရှ िख ုဒုက္ခပြားပြားကြောင်းဆုံးမသွန်သင်အောင်ဝဲတော်ဆင်ခဲ့လေပြီဧဒေနသစ္စာဝဇေနဤတို့ဘုရားရှိမြားဖြင့်ဘုံဟုံကျေစုကုန်ကိုယုံကြည်မရွေးနှလုံးသွင်းလျက်အောင်ခြင်းရှိချက်ကုန်တော်နဲ့ကိုနှုံးမြပေါ်ကြာသစ္စာစကားကြောင့်မေဘုရားတပည့်တော်အားဒေတုံမကံသောတာတအိန္ဒရာသိမ့်၍ကျင့်ကျင့်ညွန်းနုဓမ္မယုံပလင်ဥသို့ရှင်မျိုးတရာဆက်ရောက်လာကြသည့်သင်တရားနာပရိသတ်ပေါင်းသူတော်ကောင်းတို့အားဇယမင်္ဂလံအောက်အတိတ်နှင့်အောက်နမိတ်ဝေဖြာအောက်တေဇာပေါင်းစီဟာတုစင်စစ်မသွေဖြစ်တော်မူပါစေတည်းဆိုလိုက်ပါရှေ့ရမျက်နာဒေတာများကနေကြညာတဲ့မြတ်တတဝါကိုယ်စိတ်နဲ့ပြာကြည်သာလန်းလို့သီတာစံတို့ဘုံဗမာရှင်ရဲ့ဆိုတာပဲခါမရှိတဗ္ဗသုခိတာအိစီတံလိုရာပြည့်ဝစွာအောင်လည်းပြင်းညောင်ရည်လောင်းလို့သုတောင်းအခါကတပြေလူရွယ်အဝါဇေယတုတဗ္ဗမင်္ဂလာအနောက်ရမျက်နာဒေတာများကနေကြညာတဲ့မြတ်တဝါကိုယ်စိတ်နဲ့ပြာကြည်သာလန်းလို့သီတာစံသို့ဘုံဝမာဆင်းရဲဆိုတာပဲခါမရှိသဗ္ဗသုခိတာအိစီတံလိုရာပြည့်ဝစွာအောင်လည်းပြင်းညောင်ရည်လောင်းလို့သုတောင်းအခါကသပြေနုရွယ်အဝါဇေယတုတဗ္ဗမင်္ဂလာတောင်ရမျက်နာဒေတာများကနေကြညာတဲ့မြတ်တဝါကိုယ်စိတ်နဲ့ပြာကြည်သာလန်းလို့သီတာစံတို့ဘုံဗမာဆင်းရဲဆိုတာပဲခါမရှိသဗ္ဗသုခိတာအိစီတံလိုရာပြည့်ဝစွာအောင်လည်းပြင်းညောင်ရည်လောင်းလို့သုတောင်းအခါကတပြေလူရွယ်အဝါဇေယတုတဗ္ဗမင်္ဂလာမြောက်အရာမျက်နာဒေတာများကနေကြညာတဲ့မြတ်တဝါကိုယ်စိတ်နဲ့ပြာကြည်သာလန်းလို့သီတာစံတို့ဘုံဗမာဆင်းရဲဆိုတာပဲခါမရှိသဗ္ဗသုခိတာအိစီတံလိုရာပြည့်ဝစွာအောင်လည်းပြင်းညောင်ရည်လောင်းလို့သုတောင်းအခါက
သပြေနုယအဝါဇေယတုတပ္ပမင်္ဂလာသဗ္ဗိတိယောဝုဝဇန္တုသောဂရောဂဝိနာတတုမာတေဘဝန္တန္တရာယသုခိတိကယူသောဘဝသဗ္ဗိတိယောလုံးစုံသောဘေးဥပယောဂအန္တရာယ်ဥဒမြပေါင်းတို့သည်ဝိဝေဇန္တုချောင်းလွယ်ပြောက်ပြကြပါစေကုန်သောကောသသောကတရားဒီ၎င်းရောဂောသကအနာယောဂဒီ၎င်းဝိနာတတုပြောက်ပြပါစေအန္တရာယအန္တရာယ်ပေါင်းတို့သည်မဘွန်တုမကြမရောက်ကြပါစေကုန်လေဒုက္ခိတုခိတာကိုစိတ်နှပြကျမ်းမာချမ်းသာဝမ်းသာကြကုန်၏ဖြစ်၍ဒီကာယုကတက်ရတံကိုကျော်လွှမ်းနိုင်ကြကုန်သည်ဘဝတုဘဝန္တုကောင်းစွာမဲ့သွေဖြစ်နိုင်ကြပါစေကုန်သတည်းမေတ္တာအာဇိတမေတ္တာပဋ္ဌာနာများပြုပြီးတော့ဒီနေ့ဘုန်းကြီးတို့ဓမ္မသဘင်ကိုစတင်ပြီးတော့ပွဲပါတယ်လက်အုပ်ကလေးတွေအောက်ချထားပြီးတော့ကိုရည်ချေထိုင်နေမဲ့ဣရိယာပုဂ္ဂိုလ်ပြင်ပြောင်းထိုင်လို့မြတ်စွာဘုရားရှင်ကိုရောမြတ်ရဲ့အပြင်အောင်ခြင်းနံပါတ်1ဖြစ်တော်မူတဲ့မနတ်သားအောင်တော်မူကံတရားဘွေတို့မြေတိုင်းစတင်ပြီးတော့နာကြားကြည့်ကြရအောင်လို့တရား3ခုအစုံလာပြည့်နေ့တရား3ခုအစုံလာပြည့်နေ့ညနေဆောင်ပေါ့ဘုန်းကြီးတို့ဗုဒ္ဓဘာသာတွေသိနေတာကမြတ်စွာဘုရားဟာအစုံလာပြည့်နေ့မှာဘုရားဖြစ်ကိုရောက်တယ်လို့ဒီလိုသိတယ်အစုံလာပြည့်နေ့ညနေဆောင်ဘုန်းကြီးတို့သာသနာတော်ရဲ့ထုံးတမ်းစင်လာလေးကိုဘုန်းကြီးနည်းနည်းလေးပြောမယ်ဘုန်းကြီးတို့သာသနာတော်ရဲ့ထုံးတမ်းစင်လာကအာယုန်တက်ကိုပဲယူတယ်အာယုန်တက်သွားရင်ဒါဒီနေ့ကူးတယ်လို့ဒီလိုသုံးတယ်ဒီနေ့ခေတ်ကတော့ဘယ်လိုသုံးလဲည12နာရီကိုဘက်ကိုဒီနေ့ကူးတယ်အဲ့ဒီမှာလွဲနေတယ်လွဲရအဲ့ကစုံလာပြည့်နေ့ဗုဒ္ဓနေ့ကစုံလာပြည့်နေ့ဗုဒ္ဓနေ့ဆိုတော့ကစုံလာပြည့်နေ့ညနေဆောင်းထီအောင်ဘုရားမဖြစ်သေးဘူးအလောင်းတော်ဘွားမရှိသေးဘူးစုံလာပြည့်နေ့ညနေထီအောင်ဘုရားမဖြစ်သေးဘူးသို့တော့ဘုန်းကြီးတို့ကိုတော်ကယူတဲ့အယူကကိုတော်ကယူတဲ့နိုင်တတ်မှတ်ချက်ကစုံလာပြည့်နေ့အာယုန်တက်ပြီးမှကစုံလာပြည့်တော့တရားနေ့ကိုကူးတယ်ဘုန်းကြီးတို့ဒီနေ့မှတ်နေတာက12နာရီနောက်ပိုင်းဆိုလို့ရှိရင်ဆိုကြပါတော့ဒီနေ့ကဝါဒလာပြည့်နေ့ဆိုလို့ရှိရင်ဝါဒလာပြည့်နေ့ည12နာရီခွဲပြီး12နာရီကျော်သွားတာနဲ့ဟိုဘက်ဝါဒလာပြည့်ကျော်တရေလို့ဒါကလောကလူတွေကသတ်မှတ်တာဘုန်းကြီးတို့သာသနာတော်ကြီးနဲ့သတ်မှတ်တာကအခုအစုံဒီဝါဒလာပြည့်နေ့ညဟာ12နာရီလဲဝါဒလာပြည့်နေ့ညပဲတစ်ချက်လဲဝါဒလာပြည့်နေ့ညပဲည2နာရီလဲဝါဒလာပြည့်နေ့ညပဲ3နာရီလဲဝါဒလာပြည့်နေ့ညပဲ4နာရီခွဲဆိုမှ4နာရီခွဲပြီးခေါ်ပဲကိုမှဝါဒလာပြည့်ကျော်တရက်နေ့လို့ဘုန်းကြီးကတရက်နေ့ကိုဝင်တယ်လို့အဲ့လိုသတ်မှတ်တာဒီနေ့လူတွေတောင်းနေတာက12နာရီနောက်ပိုင်းည12နာရီခေါ်ပဲဆိုရင်ကိုပဲကူးပြီလို့ဒီလိုတွက်တယ်အထူးသဖြင့်တော့ဘုန်းကြီးတို့လူတွေပါနေသေးတဲ့အခါအာသုဘရက်တွက်ရင်အဲ့လိုတွက်ကြတာ12နာရီည10နာရီတို့ဆိုတာဟိုဘက်ကတရက်ရတယ်မမဟိုဘက်ကတရက်ကဘာမှမသိဆိုကြပါစို့ည7နာရီမှဆုံးတယ်ဆိုလို့ရှိရင်အဲ့ဒါဟိုဘက်ကတရက်ရသွားတာတနာရီနဲ့တရက်ရသွားတာလူတွေတွက်တဲ့အတွက်ဘုန်းကြီးတို့သာသနာတော်တနည်းကတော့အဲ့လိုမတွက်ဘူးအာယုန်တက်ပြီးမှတော့တရက်တွက်တယ်အဲ့တော့ကစုံလားပြည့်နေ့ကမကုန်သေးဘူးကစုံလားပြည့်နေ့ညနေချမ်းအချိန်ပေါ့ဘုန်းကြီးတို့များစွာဘုရားအလောင်းတော်သိတ္တထမင်းသားဟာအဲ့ဒါဗောဓိပင်ကြီးကိုကြွားလာဘယ်ကနေကြွားလာတော့နေရင်းစရာမြစ်ကနေများစွာဘုရားအလောင်းတော်ကြွားလာကြွလာတော့အဲ့ဒီမှာလမ်းထဲမှာဘသူနဲ့တွေ့တုံးလို့ဆိုတော့သုတ္ထိယလို့ခေါ်တဲ့နွားစာတွေမြင်းစာတွေရိတ်ရောက်နေတဲ့မြတ်ထမ်းသမားနဲ့တွေ့အဲ့ဒီမြတ်ထမ်းတဲ့သုတ္ထိယကလားကမြတ်ထုံလေးထမ်းပြီးတော့သူကလည်းညနေဆောင်တော့သူ့မြက်တွေပါတွေတုတ်တုတ်နဲ့ရိတ်ပြီးတော့ပြန်လာတာအဲ့ဒါလူဆိုလို့အဲ့ဒီသုတ္ထိယလို့ခေါ်တဲ့အဲ့ဒီမြတ်ထမ်းသမားကလားနဲ့တွေ့တော့အဲ့ဒါမြတ်စွာဘုရားကိုကြည့်တယ်ဘုရားလောင်းတော်ကိုကြည့်တယ်အိမ်လေးတဲကောင်းပါလားသွားတာလာတာနေတာထိုင်တာသူကတခုခုပေးခြင်းနေတယ်ပေးတာပဲလူတယ်ဆိုတော့ဒါနတွေပဲဘယ်တရုပ်မှလည်းဘုရားမှပွင့်သေးပဲနဲ့ငါသူ့ကိုတစ်ခုခုပေးခြင်းနေအဲငါရှိမှမပါလဲငါရှိမှမြက်တွေပဲပါတယ်အဲဒါသူ့ကိုငါမြက်ပေးမယ်သူကသူဘာလို့လှုပ်ရှင်တာလှုပ်ဆိုပြီးတော့အဲဒါသုတ္တိယလို့ခေါ်တဲ့မြတ်ထမ်းသမားကမြတ်ထမ်းသမားကလားကသူ့အိတ်ထဲကထုတ်ပြီးတော့ဗာလဲမြက်အများကြီးမဟုတ်ဘူးပြီးတဲ့မြက်လေးရှစ်ဆုပ်တယ်မြက်လေးဆုပ်လေးရော့ကိုတော့တဆုပ်ရော့ကိုတော့တဆုပ်ရော့ကိုတော့တဆုပ်နဲ့မြက်လေးရှစ်ဆုပ်လက်ထက်ထည့်ပြီးတယ်အဲ့ဒီမျက်လေးစစ်စုပ်လက်ထဲထည့်ပြီးတော့အဲ့ဒီမျက်စစ်စုပ်ကိုယူပြီးတော့
ဘုရားလောင်းတော်သိတ္တရမင်းသားကဘယ်ကိုလာလဲဗောဓိပင်ကြီးစီကိုလာတာအဲ့ဒီဗောဓိပင်ရောက်တဲ့အခါကျတော့ဗောဓိပင်မှာငါထိုင်တရားအခင်းမပါဘူးအဲ့တော့ဘာလို့မဒီမြက်ခင်းပြီးတော့ထိုင်မယ်ဆိုပြီးတော့ဘုရားလောင်းတော်သိတ္တရမင်းသားကအဲ့ဒီမျက်စိစုပ်ကိုကင်ပြီးတော့အဲ့ဒီဗောဓိပင်ရင်းမှာမျက်တွေကိုဖြန့်ချလိုက်တာအခင်းဖြစ်နေဒီကထိုင်ပေါ့ဒီနေ့ကိစ္စသားနဲ့ပြောရင်တော့အဲ့ဒါဖြန့်ချလိုက်တာစိတ်တွေကလည်းဒိဋ္ဌံလိုက်တယ်ငါဒီနေရာမှာတရားထုတ်မလို့လာတာအဲ့တော့ဒီနေရာမှာငါအတွက်ထိုင်တရားတစ်ခုပေါ်ပါစေဆိုပြီးတော့အဲ့လိုဒိဋ္ဌံပြီးတော့အဲ့ဒါကျဲချလိုက်တဲ့အခါမှာအပရာဇိတရွှေပလင်တဲ့ဒါကလည်းမြေကြီးခွဲပြီးတော့ပလင်ကြီးဝါကနေဆိုပေါ်တက်လာတာအပရာဇိတလို့ခေါ်တဲ့ရွှေပလင်ကြီးပေါ်လာတယ်အဲ့ဒီမျက်စိစုပ်ကိုကြောင်းပြုပြီးတော့ဘုရားသစ္စာဒိဋ္ဌံဆိုတာအဲ့ဝိရိယဒီဘုရားနေကြတာတင်တဲ့အခမ်းအနားတွေမှာဘုရားနေကြတာတင်တဲ့အိမ်တွေမှာဟဲ့နေစာမြက်ကလေးထက်နေစာမြက်ကလေး9စီးထက်နေစာမြက်ကလေး9စီးထက်လို့ဓမ္မကြီးလာရောက်တယ်ဘုရားနေကြတာတင်ဘာတွေလုပ်ရမလဲဘုရားအဲ့ဒီနေစာမြက်ကလေးထက်နေစာမြက်ကလေးထက်ဆိုအဲ့နေစာဆိုတာမြတ်စွာဘုရားဗောဓိပင်ကြီးမှာနေကထိုင်အဖြစ်နဲ့ပြည့်တိုက်သုံးသွားတဲ့သုတိယလို့ခေါ်တဲ့မြေခန္ဓာမှာထူတဲ့မြက်ကိုအာယုံပြုပြီးတော့အဲ့ဒါထဲ့တာပါပဲနေသာမြက်ထဲ့တယ်ဆိုတာကအဲ့ဒါထဲ့ရနေတာတွေအဲ့ဒါပါတယ်အဲ့ဒါအဲ့ဒီအပရာဇိတရွှေပလင်ကြီးပေါ်လာတော့ထိုရွှေပလင်ထဲမှာဗုဒ္ဓရှင်တော်မြတ်ဘုရားအလောင်းတော်သိတ္တရမျက်နှာကြီးအရင်သုံးပြီးတော့အဲ့ဒီမှာဘုရင်သားကြီးပြောတယ်ငါဒီအရေးမြတာကျွမ်းကြံပါစေငါခန္ဓာကိုယ်မှာအရေးတွေပဲကြံပါသေးတော့နောက်တကငါခန္ဓာကိုယ်မှာအကျော်တွေပဲကြံပါသေးတော့နောက်တကငါခန္ဓာကိုယ်မှာအယိုးတွေပဲကြံပါသေးတော့နောက်တကငါခန္ဓာကိုယ်မှာသွေးသားများပင်ခန်းချောက်သွားပါသေးတော့ဘုရားမဖြစ်သမျှတရားမှတ်တော့မယ်တရားမှတ်လို့အရေးပေါ်အရေးလေးတွေပဲကြံတော့မယ်အပေါ်ကအရေးတို့အရေးပါကအရေးလေးတွေပဲကြံတော့အသားတွေအကျော်တွေအယိုးတွေအသွေးတွေသားတွေခန်းချောက်သွားပါစေငါချစ်မယ်လို့ဆိုပြီးတော့ဘုရားလောင်းတော့ဆုံးဖြတ်ခြင်းချကိုင်ဆိုလိုက်ပါပရိသတ်အရေးမြသာကြံပါစေဘုရားဖြစ်အောင်ကျင့်မယ်လေအကျော်မြသာကြံပါစေဘုရားဖြစ်အောင်ကျင့်မယ်လေအယိုးမြသာကြံပါစေဘုရားဖြစ်အောင်ကျင့်မယ်လေသွေးသားများပါခန်းစီပါငါမှကျင့်မယ်လေအဲ့ဒါဘုရားလုံးတော်ကြီးအပရာဇိတပလင်မော်တိတ်ပြီးတော့အဲ့ဒီလိုစိတ်ထဲမှာဆုံးဖြတ်ခြင်းချနေရာချေတမလင်ခွေခါကလေးချောင်းချောင်းထားပေါ့ဗျာလောင်းတော်သူတရားစအားထုတ်တော်မှာဟုတ်အဲ့ဒီချိန်မှာဘိသိဟာဗုဒ္ဓလောင်းတော်အပရာဇိတဖြစ်ပလင်ဘောဓိပင်အောက်ရောက်ပြီမနေ့မိုးတော့အလင်းရောက်လို့ရှိရင်ဘုရားဖြစ်တော့မယ်လို့စัจ java လာတိုက်တာတောင်းတာနတ်မြမာတွေသိတဲ့အခါကျတော့အဦးဆုံးရောက်လာတာဘယ်သူလို့ဆိုတရားမင်းကြီးရဲ့ပြေးတာတရားမင်းကြီးကနတ်ပြည်ကနေဓမ္မကနာပြေးရှင်းလာသူ့လက်ထဲမှာအတောင်120ရှိတဲ့ဝိဇယုတ်တရလို့ခေါ်တဲ့ခရုသိန်းကြီးဝိဇယုတ်တရလို့ခေါ်တဲ့ခရုသိန်းကြီးအတောင်120ရှိတယ်အဲ့ဒီခရုသိန်းကြီးထမ်းပြီးတော့ဓမ္မကြီးအဦးဆုံးပြေးလာတာသူကဒါဘုရားဖြစ်လို့ရှိရင်ခရုသိန်းမှုတ်ပြီးတော့သူကကောင်းချီးပေးမလို့အဲ့ဒီတရားမင်းကြီးရဲ့ဒီခရုသိန်းကြီးကဝိဇယုတ်တရလို့အမည်ကြီးတဲ့ခရုသိန်းကြီးကတစ်ချိန်မှုတ်ထားလို့ရှိရင်4လကြာမှအတန်ဆဲတယ်လို့တစ်ချိန်မှုတ်ထားလို့ရှိရင်အဲ့မှုတ်ထားတဲ့အတန်4လနေမှဆဲတယ်ဝိဇယုတ်တရခရုသိန်းကြီးရဲ့တတ္တိကအဲ့ဒါတရားမင်းလည်းရောက်လဲရောက်လာပါနောက်ကနေဘယ်သူရောက်လာလဲပင်စတိခနတ်သားပင်စတိခနတ်သားပင်စတိခပင်စဆိုတာငါတိခဆိုတာရောင်တုံးငါးတုံးထုံးလာတဲ့နတ်သားပင်စတိခနတ်သားဆိုတာအဲ့ဒီနတ်သားရဲ့ခေါင်းပေါ်မှာရောင်တုံးတိတ်တိတ်လေး5ခုရှိတယ်ရောင်တုံး5ခုရှိသောနတ်သားကိုပင်စတိခနတ်သားလို့ခေါ်တယ်အဲ့ဒီပင်စတိခနတ်သားကလည်းဟာတရားမင်းကြီးဖြူတင်းပိုက်ပြီးတော့ပြေးတယ်ဘယ်သွားပါလဲဆိုသူကနောက်ကလိုက်ချောင်းတော့ဟောဗောဓိပင်ကြီးလာဟန်ကလည်းမဖြစ်ဘူးလိုက်သွားမှဆိုသူကလည်းကမန်းကလည်းဘေလူဝလို့ခေါ်တဲ့စောင်းကြီးကိုဆွဲပြီးတော့လာဘေလူဝဆောင်းတဲ့စောင်းတယ်လေကအခုဘုန်းကြီးတို့ဘာလို့ဟောဟာသလူရှင်တော့ဘေလူကိုတယ်ဟုတ်လားသူ့ရဲ့စောင်းဟာအုတ်ချီတီးမဲ့အစင်းကဲဆိုရွှေရောင်တောက်နေပါဘူးအဲ့ဒါရွှေစောင်းကြီးပိုက်ပြီးတော့ပစ္စတိကနတ်သားကလည်းပဲအဲ့ဒါဆင်းလာဟာပစ္စတိကနတ်သားဆောင်းဆွဲပြီးတော့ပြေးတယ်ဘယ်သူဘယ်သွားပါလဲဆိုပြီးတော့သူ့ရမနတ်မင်းကြီးကလိုက်ဆောင်းတာနောက်ကနေ
ဘောဓိပင်အောက်မှာဘုရားလောင်းတော်သိတ္တရမင်းသားမနဲ့အာယုန်တက်ချိန်ဘုရားဖြစ်တော်မူတော့မှာပဲငါလည်းမိရဆွဲသွားမှာဆိုရင်အဲ့ဒါသူ့ရမနတ်မင်းကြီးကဘာဆွဲတာတော့သာမီရက်ကြီးထမ်းပြီးတော့ကမန်းကနဘောဓိပင်ကိုပြေးလာတယ်တဲ့သာမီရဆိုတာဘုန်းကြီးတို့ဒီတောင်းတောင်တို့ဘာလို့ပုံစံမျိုးပေါ့တတ္တဝါတကောင်ရဲ့အမီးကိုရက်တောင်ပုံစံမျိုးလောက်ထားတာအဲ့ဒါသာမီရက်ကြီးဆွဲပြီးတော့သူ့ရမနတ်မင်းကြီးကလည်းပြေးလာနောက်တကသူ့ရမနတ်မင်းကြီးရက်တောင်ကြီးဆွဲပြေးသွားတော့ဘုရားလောင်းတော်ရဲ့မေတော်တော်ခဲ့ဘူးတဲ့မေတော်မာယာလူဘဝတုန်းကဘုရားလောင်းတော်ရဲ့မေတော်မာယာဒေဝီကဘုရားလောင်းဝေးပြီးတော့9ရက်နေတော့မေတော်မာယာနိုင်ဝါဆံကာနောကုန်းနဲ့နိုင်ဝါဆံကာနောကုန်းပြီးတော့မေတော်မာယာဗမာသွားဖြစ်နေတော့ဆိုတော့ဘုရင်တိုင်ဟိုတာဝရိဏနတ်ပြည်မှာတန်တုတ်တိတနတ်သားဆိုပြီးတော့လူဘဝတုန်းကမိမမေတော်မာယာဒီကလေးဝေးပြီးတော့သိက္ခာဝေးပြီးတော့သေသွားတာအဲ့ဒါဘယ်ရောက်လဲနတ်ပြည်မှာတန်တုတ်တိတနတ်သားဆိုပြီးတော့သူကနတ်သားသွားဖြစ်နေတယ်နတ်သမီးမဟုတ်ဘူးသူကနတ်သားသွားဖြစ်တဲ့အခါကျတော့ဟာဘာပါလေးတော့လမ်းကြီးတော့ငါသားတော့ဘောဓိပင်ခြေရင်ကလို့အမရာတိကပလင်တော်ထက်ဝက်ဖွဲ့ကိုသတင်းသုံးနေပြီတရားမှတ်တော့မယ်ဘုရားဖြစ်တော့မယ်ငါလည်းပဲသွားပူတော်အောင်မဆိုပြီးတော့သူကတန်တုတ်တိကနတ်သားမေတော်မာယာတစ်ဖြစ်လေတန်တုတ်တိကနတ်သားကဗရမယရက်ကြီးထမ်းပြီးတော့ဘောဓိပင်ပြေးလာအဲ့ဒါဘယ်နှယောက်ရှိပါလဲတို့လည်းနားထောင်တော့ဘယ်နှယောက်ရှိမှန်းမသိတရားမင်းရဲ့ပစ္စတိခရဲ့သူရမနတ်မင်းရဲ့တန်တုတ်တိကရဲ့ဘယ်နှယောက်ရှိလဲ4ယောက်ဟာနတ်ပြည်မှာယုံနဲ့နတ်တွေဟိုပြေးဒီပြေးနဲ့ပြေးနေတယ်ဘာဖြစ်ပါလဲဆိုပြီးတော့ပြေးတိုင်းဗြဟ္မပြည်ကသဟံပတိဗြဟ္မမင်းနဲ့ဘာဗြဟ္မမင်းနဲ့လဲသဟံပတိနာမကေနဗျမေနဆိုတာဟောဓမ္မစကပောဒနာသုတ်တံမှာပါပြီးသားအဲ့ဒီသဟံပတိဗြဟ္မမင်းကြီးကတခါလူပြည်လမ်းကြည့်တော့ဘုရားလောင်းတော်သိက္ခာမင်းသားဘောဓိပင်အောက်ပရာဇိတပလင်တော်သတင်းသုံးနေပြီမကြခင်ဘုရားဖြစ်တော့မယ်ငါလည်းရဆွဲပြီးတော့သွားမှာပဲဆိုပြီးတော့သူကဘာယူလာတော့ဆိုတော့သုံးယူကနာရှိတဲ့ဖြည်းပြူကြီးတဲ့ဖြည်းပြူကြီးထမ်းပြီးတော့တခါတည်းဘောဓိပင်ရင်ကိုပြေးလာပြန်ပါမယ်အဲ့ဒါနတ်ပြည်ဓမ္မပြည်မှာယုံနဲ့ဖြစ်နေတာဟိုနဂါးပြည်ကကာလနဂါးဘာနဂါးလဲပြေးတာကာလနဂါမင်းကစောတုန်းကသူကနိုးသွားတာကဒီမြာမဟုတ်ဘူးကဆုံနာမင်းနေလေလောက်ကဘုန်းကြီးတို့မြတ်စွာဘုရားအလောင်းတော်သိတ္တထမင်းသားကအဲဒီသူဇာတလူတဲ့ရွှေခွက်ကြီးနဲ့အဲ့ဒါကဏ္ဍနုဇံဖုံးပြီးတော့မလုပ်လဲရေမျောလိုက်တာနေတဲ့သရာမြစ်သေးကိုဘုရားလောင်းတော်ရဟနာရွှေခွက်မျောတာနေတဲ့သရာမြစ်သေးကိုအဲ့ဒီရွှေခွက်ကဘာဖြစ်လဲဒါလည်းလိုက်နေလေးတွေပုတ်ပြီးတော့သမုဒ္ဒရာအောက်ကိုမြုပ်သွားတာဒါဘုရားတိုင်းမျောရတယ်ရွှေခွက်မျောတယ်ဆိုအဲ့ဒါဟိုမှာရှိရပွင့်တော်မူသွားတဲ့သာသုသနာဘုရားကောဏကမဏဘုရားကသဗ္ဗဘုရားရွှေခွက်၃လုံးကအောက်မှာရောက်နေပြီလားအဲ့ဒီပုံမှာဘောဓမဘုရားလောင်းတော်သိတ္တထမျောလိုက်တဲ့ရွှေခွက်ကသွားပြီးတော့ဖိတော့လှိုင်းနဲ့ဖိချလိုက်တဲ့အခါရွှေခွက်ကချင်းသွားရိုက်တာသွားရတော့ဘာဖြစ်လဲခံနဲ့ငါးပြီမှာဆူးနေတာအဲ့ဒီချိန်မှာဘာလို့လဲကာလနဂါမင်းကအိတ်နေတာဒီရွှေခွက်ဆူတန်ကြားတဲ့အခါလမ်းပြီးတော့နိုးလာတော့မှလောကဘုရားတွေကလည်းခဏပွင့်လိုက်တာငါအေးတော်ဟောသေးဘူးသူကဒါအိတဲ့နဂါမင်းလို့ပြောတယ်တော့မောဟကြီးတဲ့နဂါမင်းအဲ့ဒါသူအဲ့လိုခဏညီးတယ်အဲ့တော့သူကဘုရားပွင့်တော်မူတယ်သူသိတယ်အဲ့ဒါကြောင့်ဘုန်းကြီးတို့ဒီဘုရားနေကတင်တဲ့အစီအစဉ်လေးအဲ့ဒါလေးတွေပါတယ်ဘုရားတိုက်လေလေးသရမြစ်ထဲမှာရွှေခွက်မျောတာမို့လို့ဘာလို့လဲဟဲ့လက်မန်းလေးနဲ့ရေလေးထည့်တာလေလေးသရမြစ်ပုံတရံလောက်တာဟဲ့လားခလမှာကြီးပွက်လေးထည့်တာကျင်းနေမလေးထည့်တာဆိုအဲ့ဒီကျင်းနေမန်းကမလောက်တာလဲဟိုသူဇာတာလူတဲ့ရွှေခွက်ဒီနေ့ရွှေလေးက6သိန်းကျော်နေတော့ဘယ်လိုရွှေခွက်လုပ်လို့ရမလဲအဲ့ဒါဘာလို့လဲကြီးခွက်ပေါ့ကြီးခွက်လေးအလကောင်လေးထည့်ဓမ္မကြီးတွေလက်ထဲကြီးပြကိုပြဆုံးထားတယ်ကြီးပြကိုသာဆိုတော့ဘုန်းကြီးကထဲဆိုရင်တဲ့သူတောက်နဲ့ထည့်တယ်ငကားကိုနှိုးနေတာမလုပ်နေရလဲကာလငကားအဲ့နေတာအဲ့ဒါသူနိုးအောင်လို့ဆိုပြီးတော့အတန်ပေးတာတရားနေပြီးတော့ကြီးကွက်ချင်းရိုက်တဲ့အတန်ကိုတရံလို့တရုပ်တူအောင်သူကလုယူတာပြုတ်ယူတာဒီဥစ္စာလားအဲ့ဒါနဲ့ကာလငကားမင်းကလည်းပဲလူပြည်နန်းပြည်မှာဆူညာနဲ့ဗာလေတော့ဆိုပြီးတော့လမ်းကြည့်လိုက်တဲ့အခါကျတော့ဂေါတမဘုရားလောင်းတော့ပွင့်တော့မယ်ငါလည်းသွားအောင်မယ်ဆိုပြီးတော့အဲ့ဒီနဂါမင်းကဘုရားတိုက်နဂမလေးတွေခေါ်ပြီးတော့နဂမကကြည်တွေခေါ်ပြီးတော့ဘလောက်ပါလာတော့နောက်က8000ပါလာဘလောက်ပါလာလဲနဂမကကြည်တဲ့8000ကိုခေါ်ပြီးတော့သူကအဲ့ဒါဗောဓိမကြီးပတ်လည်းမှာနေရာယူပြီးတော့မြတ်စွာဘုရားရဲ့အဲ့ဒါဂုံဗုဒ္ဓေဂါထာတွေသိယူပြီးတော့သူကတော့အတန်နဲ့ပူတော်တာဩပစ္စည်းကနတ်သားကဘေလူကစောင်းတင်းနေတာဗျာမင်းကခယူသိန်းကြိုင်နာတာဩနတ်နှစ်ပါးကသူ့ရမတို့တန်ုတ်တီတို့ကဗရသဟမတိတို့ကထီလူကြီးမို့ဟိုနတ်တွေကရက်တောင်နေဗြဟ္မယရက်တွေသံမယရက်တွေခတ်ပြီးတော့
ဒါကြောင့်အဲ့ဒါဘုန်းကြီးတို့ပြည်တာဘုရားနေတာတင်တဲ့အခါမှာဒီတကုံကုတ်ကသွားဝဲဆိုတာဒါတွေပြောနေတာသူကထီးပါရမယ်ထီးတယ်လည်းပါရမယ်ဒါဗြဟ္မာမင်းကိုင်းနဲ့ထီးပဲဒီထီးရအဲ့ဒီမှာရက်တောင်ပါရမယ်ရက်တောင်ပေါ်ရမယ်ဆိုစက်ကူညှက်ထားတာစက်ကူလေးကိုတုပ်လေးနဲ့ကတ်ထားတာအဖြစ်လို့တာဟိုမှာတကယ်ဘုရားနေတာတင်မယ်ဆိုဗရမ ्या ရပါမှာဗရမ ्या ကလေးကြီးတယ်ဘယ်သူကလုံနိုင်မှာလဲအဲ့ဒါဖြစ်ပဲပေါ့ဟုတ်တယ်မဟုတ်လားဗရမ ्या ရပါမယ်တမ်းမီးရပါရမယ်ဒါတွေလောက်ရမှာသူကအဲ့ဒါသူကအဲ့ဒါဂါထာတွေရုပ်ပြီးတော့အဲ့ဒါပူဇော်ပြီးတော့ဟိုဆက်ကြဝဠာပေါက်တိုက်တသောင်းကနတ်တွေယမတွေကလည်းဘာတွေယူလာတော့ဆိုတော့ပန်းဆိုင်နေတဲ့ပန်းဆိုင်ဆိုတာတွဲလောင်းဆွဲတဲ့ပန်းတွေအဲ့ဒါပန်းဆိုင်တွေယူလာတယ်နောက်တဲ့ကနဂါမှုတ်တွေနတ်တပြူတွေကိုအမှုတ်တွေလုပ်ထားတဲ့နတ်နိုင်ဖြစ်သောနဂါမှုတ်တွေအဲ့ဒါတွေဘာလို့လဲကောင်းကင်ကနေကျဲမယ်ဆိုပြီးတို့ကလည်းပလားတွေလည်းထည့်ပြီးတော့အဲ့ဒါတွေယူပြီးတော့လာတယ်ပြေးတာအဲ့ဒီလိုတရားမင်းကြီးကအစဆက်ကြဝဠာပေါင်းတိုက်သောကနတ်တွေမြမာတွေပူဇော်ပွေရာတွေကြိုင်ဆန်းပြီးတော့မြတ်စွာဘုရားရှင်ကိုရောမြတ်အလောင်းတော်သိဒ္ဓမင်းသားကိုဝိုင်းပြီးတော့ပူဇော်နေတဲ့အချိန်ပိဋကရဲ့အဲ့ဒီမှာမာနရောက်လာတယ်။မရောက်လာတယ်လေ။မာနမရေးချအပေါ်ကရကောက်လေးတတ်ထားတယ်။မင်ဟုတ်ဘူးမာရဆိုတဲ့စလုံးကနေတော့မာနလို့ခေါ်တာ။မရေးချရကောက်အပေါ်ကအတတ်တင်လိုက်တာအဲ့ဒါမန်ဆိုတာဒီလိုပြောတာမာနပုမရေးချပါအဲ့ဒါဆိုလိုက်ကြပါလို့ဒီနေ့ဘုန်းကြီးတို့ပြေးတာအလွယ်ပြောနေတယ်အဲ့ဒီမာနပေါ့မာနကဘယ်ကနေလာတာတော့ဆိုလို့ရှိရင်မာနနေတာကဝတ္တဝတိနတ်ပြည်ကဘယ်ပြည်ရသတုမာရိတာဝရိဏယာမတုတိတာနေမနေတိပြဏိမိတဝတ္တဝတိအထက်ဆုံးချက်ပဲဒါပေမဲ့လို့အဲ့ဒီထက်ဆုံးတာနတ်ပြည်၆တာထက်ဆုံးတာမှာမာနကအကြီးဆုံးလားဆိုလို့ရှိရင်မဟုတ်ဘူးပိဋကအဲ့ဒီဘုံကိုပိုင်တဲ့ဝတ္တဝတိနတ်မင်းကြီးဆိုတာရှိတယ်တဲ့ဝတ္တဝတိနတ်မင်းကြီးကအဲ့ဒီဘုံကိုပိုင်တာဝတ္တဝတိနတ်မင်းကြီးကအဲ့ဒီဘုံကိုပိုင်တာသူကဘာလို့လဲအဲ့ဒီနတ်မှာနတ်ဆိုးကြီးတဲ့ဘယ်လူလောကမှာလူတွေလူဆိုးတွေရှိတယ်လို့အဲ့ဒီနတ်လောကမှာလည်းပဲနတ်ဆိုးကြီးဖြစ်တဲ့မာနကဝတ္တဝတိနတ်ပြည်မှာနေပါတယ်သူကိုယ်၌ကတော့ဝတ္တဝတိနတ်ဘုံရဲ့နတ်မင်းကြီးမဟုတ်ပါဘူးသို့တော့သူ့ကိုနတ်တကာကချင်းတယ်ချက်ကနေဟိဆိုသွားမကြည့်နဲ့မာနထော်လိုက်ပြီချက်ကနေဟိဆိုသွားမကြည့်နဲ့မာနဖြစ်နေပြီသူ့ကိုနတ်ပြည်တစ်ပြည်လုံးကလည်းယုံရှာနေတဲ့နတ်သို့တော့သူ့ကိုတော့အထင်သွားမနေတဲ့ပြည်တိုက်သူ့လိုပဲနတ်ဆိုးနတ်ဝါနတ်မိတ်စာတွေအများကြီးအပေါင်းအသင်းလုပ်ပြီးတော့မွေးထားတယ်အဲ့တော့သူကကောင်းတာလုပ်တဲ့လူနတ်ဓမ္မတတ္တဝဘသူမှန်တယ်များကိုသူကအကုန်လိုက်ပြီးတော့ဖြည့်ဆည်းနေတာသူများကောင်းတာလုပ်လို့ရှိရင်ဖြည့်ဆည်းတယ်ဓမ္မနတ်ပဲအဲ့တော့ဗာဖြစ်တယ်သူများအလုံးလုံးနေတယ်ဥမာလူတယောက်လာတယ်လာဖြစ်တယ်မင်းလည်းကွာမာနဝင်လာပြီးမာနကြနေတာလက်ဖြည့်ဆည်းနေတာပဲဓမ္မနတ်ရဲ့ရာဇဝင်ကအဲ့လိုရှိတယ်သူအဲ့ဒါသူ့တကယ်ချင်းအပေါင်းအသင်းနတ်ဆိုးနတ်ဝါတွေကိုတခါတည်းသူပေါင်းသင်းလာတာသူ့အဆုသူရှိတယ်ပရိသတ်ရဲ့အနတ်ကောင်းဆောင်ကြီးပေါ့အဲ့ဒါဘုန်းကြီးတို့ဒီခုဘုရားဖြစ်မှဒီမာနကလာတာမဟုတ်ဘူးဘုန်းကြီးတို့ဘုရားလောင်းတော့တက်တော်29မှာတောထွက်တော်မူတယ်ဒါတော့ရာဟုလာပွားတဲ့နေ့အခုလို့ဝါသောလာပြည့်နေ့ပေါ့ဝါသောလာပြည့်နေ့ညသကောင်ရအချိန်မှာဘုရားလောင်းတော်သိဒ္ဓတမင်းသားကန္တကမြင်းနဲ့သန္တအမခေါ်ပြီးတော့ဘုရားလောင်းတော်သိဒ္ဓတမင်းသားတောထွက်တော်မူတယ်အဲ့တောထွက်တော်မူတဲ့အခါကျတော့အဲ့ဒီမှာဘုန်းကြီးတို့ပြည်သားမာနကဝတ္တဝတိနတ်ပြည်ကဆင်းလာပြီးတော့ဘုန်းကြီးတို့ဘုရားလောင်းတော်ကိုလာပြီးတော့တားဘူးတယ်တဲ့မာနိခမမဟာဝီရဧတောတေတတ္တမေတိလေဒိဗံတုသက္ကယတနာအတ္တပါတုဝိတ္တိမဟာဝိရလုံလကြီးမကိုအလောင်းတော်မင်းသားမဟာနိခမတောထွက်ရတာယဟန်မပြုပါနဲ့ဒီကနေလာပြီးကာတိလာလို့ဟိုကမန်းကနေထွက်လာတဲ့အထွက်ကိုအဲ့ဒါလာတားနေတယ်မင်းသားတဲ့မဟာနိခမတောထွက်ရတာယဟန်မပြုလိုက်ပါနဲ့သူ့အကြောင်းထိုးတာငါလည်းကတားနေတာမဟုတ်ဘူးလေအကြောင်းရှိလို့တားနေတာတဲ့ဤတော်ဤနေ့မှတတ္တမေဓိဝသေ9ရက်မြောက်ရောက်လာသောနေ့၌တေလုံးလာကြီးမာလောင်းတော်မင်းသားအတွက်ဒိဗ္ဗနတ်၌ဖြစ်သောအနုဘောနှင့်ရှင်သောစက္ကံယတနံစัจ जा ယရဏတိအတ္ထာမချုဧကအမှန်စင်စစ်ဗန္တုဘဝိတတိထေရှားမြတ်မောက်ဆိုင်ရောက်၍လာလိမ့်မည်တကားဘုရားလောင်းတော်တောထွက်တဲ့နေ့မှာပဲလာပြီးတော့မာနသားကတားတယ်သိတ္တထမင်းသားတဲ့စိတ်ကူးမလွဲနဲ့ဒီနေ့ညမှာရာဟုလာဖွာတာတတော်ရမျက်နှာနဲ့သွေးလူလူတန်းလူလူနဲ့မိနေတွင်ထဲမှာပဲရှိသေးတယ်
ခொနရဲ့ပြည့်စัจ जा မင်းဖြစ်လိမ့်မယ်မသွားနဲ့မသွားနဲ့အတင်းလာတာအဲ့ဒါတို့ဘုရားလောင်းတော့ဟဲ့မာနနောက်ဆုံးဆိုပြီးတော့အဲ့ဒါဘုရားလောင်းတော့သွတ်တော့ထွက်တော့သူကဘုရားကိုလိုက်ချောင်းနေတာဘယ်နာကြရင်နှိမ့်ဆက်ရမယ်ဘယ်နာကြရင်ဒီဘုရားမဖြစ်အောင်ငါတားရအောင်လဲဆိုပြီးတော့အဲ့ဒါဘုန်းကြီးတို့ပြေးတိုင်းနောက်ကနေလိုက်ချောင်းနေတာဘောဓိပင်အောက်ရသော်ဘုရားရှင်ကိုရောမြတ်ကတ်ရောက်တော့မူတာကိုသိလဲသိရောသူရဲ့နတ်ဆိုးနတ်ဝါနတ်စစ်တီကိုခေါ်ပြီးတော့ဟဲကောင်နေလာကြအဲ့ဒါမင်းတို့ရဲ့ခန္ဓာကိုယ်ကိုကြောက်လန့်မှဖြစ်အောင်ဖန်ဆင်းကြခန္ဓာကိုယ်တကူနတ်ပုံတာမဟုတ်တော့ပဲနဲ့အလူပုံစံကြီးတရေပုံစံကြီးအဲ့ဒါမနကဒီမဆင်းလာခင်တည်းကအပေါ်မှာအစီအစဉ်လုပ်ပြီးတော့မှဆင်းလာတာပဲဟဲကောင်နေမင်းတို့လာမင်းတို့ခန္ဓာကိုယ်ခဏဖန်ဆင်းလိုက်ဘယ်လိုဖန်ဆင်းရမလဲကြောက်ဖြေရလန့်စီရအယုတ်ကြီးတွေဖြစ်အောင်ဖန်ဆင်းပြီးတော့တယောက်ကိုလက်နဲ့တစ်မျိုးကိုင်းငါနောက်လိုက်ခဲ့ကြလို့စီယုံပြီးတော့ပြေးတိုင်သူကိုယ်တိုင်ကလည်းပဲယူဇနာ150ရှိတဲ့ဂိရိမေဂလာရှင်ကြီးကိုစီးလက်ယုံပေါင်း1000လက်ပေါင်း1000ဘယ်ဘက်မှာလက်900ဖန်ဆင်းလိုက်တယ်ညာဘက်မှာလက်900ဖန်ဆင်းလိုက်တယ်အဲ့ဒီလက်1000မှာလက်နဲ့တစ်မျိုးဖန်ဆင်းတယ်ဒီဘက်ကဓာဟိုဘက်ကလှန်ဟိုဘက်ကသနဟိုဘက်ကဘာညာစိုက်လက်နဲ့ပေါင်းဒီဘက်900ဟိုဘက်900လက်ယုံပေါင်း1000မှာလက်နဲ့ပေါင်း1000ဖန်ဆင်းပြီးတော့နတ်ဆိုးနတ်ဝါးတွေကိုစီယုံပြီးတော့ပြေးတယ်အဲ့ဒါဆင်းလာလိုက်တာမာနနောက်ကပါလာတဲ့နတ်ဆိုးနတ်ဝါနတ်ဘလူပရိသတ်ဟာဘယ်လောက်ရှိတော့ဆိုလို့ရှိရင်အရှိကိုကြည့်12ယူဇနာရှိအနောက်ကိုကြည့်ရင်12ယူဇနာတောင်ကိုကြည့်ရင်12ယူဇနာမြောက်ကိုကြည့်ရင်12ယူဇနာဗောဓိပင်ကြီးကိုလည်းကောင်းမှထားအရှိကိုဆိုရင်မိုင်နဲ့ပြောရင်ပြေးတိုင်း56မိုင်ရှိတယ်ဒီကနေရံကုန်မကဘူးအဲ့ဒါမာနပရိသတ်လားဒီကနေရံကုန်မကဘူးအဲ့ဒါ56မိုင်ရှိတယ်အဲ့ဒီထဲမှာသူပရိသတ်အပြည့်အရှိကို56မိုင်အနောက်ကို56မိုင်တောင်ကို56မိုင်မြောက်ကို56မိုင်အပေါ်မှာ9ယူဇနာရှိတယ်မနပရိသတ်ဝိုင်းတိုက်ကြီးချခဲ့တဲ့ညာတန်ပြီးတော့အော်လာတဲ့အတန်တွေကမြေပြိုတဲ့အတန်လိုပဲတဲ့ယူဇနာပေါင်း1000ဝေးတဲ့အရက်ကကိုကြားနေရတယ်ဒါတော့များပြီးတော့အတန်ဆိုးအတန်နဲ့ကြီးနေလေအော်တဲ့အတန်ကိုကြားတော့ပြေးတာရေအော်လာလိုက်တာကလည်းတကားနဲ့ဒီနဲ့ကြီးညာတန်ပြီးတော့တက်လာတဲ့အတန်ကိုသောသောကမြတ်စွာဘုရားအလောင်းတော်ကိုပူဇော်နေတယ်တရားမင်းကြီးရဲ့ပစ္စတိခရဲ့သူရမရဲ့သံတုတ်တိကရဲ့သဟံပတိရဲ့ကာလနကတို့ကလည်းဘယ်လိုဖြစ်တော့ဟာဟဲ့ဒီလောက်တောင်ကြောက်စရာကောင်းတဲ့အသံလေးမြေပြိုတဲ့အသံလေးကြားရတယ်ဆိုအရင်ဦးဆုံးလာတဲ့တရားမင်းသူအရင်ဦးဆုံးခရုသင်ကြီးထားပြီးတော့ပြန်ပြေးနေတယ်ဘယ်တော့အားကိုရတဲ့တရားမင်းတို့ဆိုတာရှိတယ်သူအရင်ဦးဆုံးရောက်လာတယ်အဲ့ဒါသူခရုသင်ကြီးကြောပေါ်ပြီးတော့မာနကလည်းကြားလဲကြောက်တရားမင်းကကောက်ပါအောင်တခါနဲ့တာဝန်နဲ့နတ်ပြည်ပြန်ပြေးဟောမေးဆိုင်ဗြဟ္မာမင်းကြီးကလည်းအဲ့ဒါသူ့ချင်းပြူကြီးကိုဟောစัจ java လာတိုက်အစွန်းမှာပြစ်ချထားလိုက်ပြီးတော့ဘလောက်တောင်ကြောက်စရာကောင်းလို့ဆိုတာကြီးတယ်ဒီချင်းပြူကိုဗြဟ္မာပြည်ရကိုပြန်မလဲနိုင်တော့ဘူးမာနကိုကြောက်အဲ့ဒါစัจ java လာတိုက်အစွန်းမှာသူ့ချင်းပြူကြီးထားပြီးတော့ပြန်ပြေးတယ်မေသတိကလည်းသူ့စောင်းကြီးပိုင်ပြီးတော့နတ်ပြည်ပြန်ပြေးသူရမကလည်းသူ့သမီးရကြီးထမ်းပြီးတော့နတ်ပြည်ပြန်ပြေးမဲတော်ဖြစ်တဲ့သံတုတ်တိကနာသမဲတော်မာယာဝင်စားတဲ့သံတုတ်တိကနာသကလည်းပဲသူ့ဗရမရဲ့จิตတကလည်းထမ်းပြီးတော့ပြန်ပြေးရောဘုရင်သားရေအဲ့ဒီမှာကာလနဂါကျန်နေတယ်ဘယ်သူကျန်နေလဲကာလနဂါမင်းကလည်းသူကအောက်ကနေမော့ကြည့်နေတာဟာတရားမင်းလည်းလှည့်ပြီးပြုသေးထမ်းပြီးတော့ဗြဟ္မာမင်းလည်းပဲထိလူကြီးပြချပြီးတော့ပြေးပြီးဟိုအမေတော်ခဲ့တဲ့သံတုတ်တိကနာသလည်းကိုသားလေးတယောက်တည်းရှိနေတာဒီမှာလည်းမကိုကြီးမဲ့စိတ်မကူဘုရင်သားသူလည်းပြန်ပြေးတာပဲအနုဒိသကလည်းအဲ့ဒါနဲ့ငကားမင်းကလည်းပဲသူနတ်သမီးကားကြည့်တဲ့တွေကိုဟဲ့ကြည်မပြောဘူးငကားရှူဒိုမျက်နေခဲနဲ့မျက်ဆောင်ထုတ်ကြတယ်ဟဲ့မမျက်လက်ကုန်ပြီဒါလက်ကြလို့ဆိုပြီးတော့အဲ့ဒါသူနတ်ကားကြည့်တဲ့ဘုရင်သားတွေအကုန်လုံးခေါ်ပြီးတော့ဟောမြေအောက်ထဲဝင်ပြေးပြီးတော့မင်းစီရိကလို့ခေါ်တဲ့နတ်နဂါဗိမာန်မှာဘယ်လိုသွားနေတယ်အောက်မိလို့လေကာလနဂါမင်းကအဲ့ဒါမျက်နှာကိုလက်နဲ့အုပ်ပြီးတော့သဗျံအိတ်နေတယ်တော်အိတ်မဲ့တဲ့နဂါမင်းပဲနော်အဲ့ဒါသူမျက်နှာကြီးကိုလက်လေးနဲ့အုပ်ပြီးတော့အဲ့ဒါခွေလေးသဗျံအိတ်နေတယ်အကိုင်ကြည့်တမ်းမရည်သား
အဲ့တော့ဘုန်းကြီးတို့မြတ်စွာဘုရားနာမှာတရားမင်းနတ်တွေမြမာတွေကာလနာဂါတွေဘယ်သူမှမရှိတော့ဘူးအဲ့ဒါဗောဓိပင်ကြီးရဲ့ဘုရားလောင်းတော်ရဲ့ပလင်ရဲ့ဒါပဲကြံတော့အနာမှာတရားဝင်မရှိတော့အဲ့တော့မန္တတန်လာမယ်ဆိုတာကိုဘုန်းကြီးတို့ဘုရားလောင်းတော်သိတ္တထမင်းသားကြိုပြီးတော့မသိဘူးလားလို့မေးရင်သိပါတယ်တဲ့ဘယ်လိုဖြစ်လို့မာနလာမယ်ဆိုတာဘုရားလောင်းတော်သိတ္တမျက်နှာကြိုပြီးတော့သိတာလို့ဆိုလို့ရှိရင်တဲ့မာနမလာခင်တည်းကကောင်းကင်မှာရာထောင်မကတော့ဥက္ကာပြန်ပြီးကြလာတယ်တဲ့ကောင်းကင်ကနေအလင်းဆိုင်ခဲကြီးပြုံးဆိုပြုတ်ကြလာတယ်ပြုံးဆိုပြုတ်ကြလာတယ်ဘုရားလောင်းတော်သိတယ်ဟာကောင်းကင်ကနေဥက္ကာပြန်ဆိုင်ခဲကြီးတွေပြုတ်ကြနေတယ်မိโกတွေထပြီးတော့မှောင်လာတယ်တဲ့သမုဒ္ဒရာနဲ့မဟာပတိမြေကြီးပြင်းထန်စွာလှုပ်လာတယ်မြေတွေလည်းလှုပ်လာတယ်ရေတွေလည်းလှုပ်လာတယ်မြေထဲကရေတွေကပြောင်းပြန်စီးတယ်တဲ့ရေတို့မြေကြီးမှာမြေရန်ကနေနေရကိုပဲစီးတယ်မာနလာကဏီကြတော့ဘာအတိတ်ဆိုနမိတ်ဆိုတွေကြတော့ဆိုတော့နေရကရေတွေကမြင့်နေချီပုံစံပြီးတော့ပြန်တက်ကုန်တယ်အဲ့ဒါတောင်တွေပြိုတဲ့သစ်ပင်တွေမုန်တိုင်းတွေတိုက်တဲ့ကောင်းကင်မှာရှိနေတဲ့နေမင်းကြီးတွေဘယ်ပြောက်သွားမှမသိနေမင်းအယောင်လည်းပြောက်သွားတယ်နောက်တစ်ခုကခေါင်းပြက်ကြီးနေတဲ့ကောင်းကင်မှာဆောက်သွားနေတာလေဒါနမိတ်ဆိုးတွေပြတာပဲတိုက်အဲ့ဒါမုန်တိုင်းတွေထမ်းတယ်တိုက်တယ်အဲ့ဒါနမိတ်ဆိုးပဲအဲ့ဒါကောင်းကင်မှာရိတ်ခနဲ့နဲ့ခေါင်းပြက်ကြီးတွေသွားနေတာတွေ့တယ်ခန္ဓာကိုယ်တစ်ပိုင်းပြက်ကြီးတွေသွားနေတာတွေ့တယ်အဲ့ဒီလိုကြိုတင်နမိတ်တွေပေါ်ပြီးတော့မှမာနကရောက်လာတာမာနမလာခင်အဲ့ဒါတွေကြိုတင်နမိတ်တွေကြတယ်အဲ့ဒါနဲ့ခုနကတော့မာနလည်းရောက်လာတော့အဲ့ဒီနတ်တွေမြမာတွေတရားမင်းတို့ကိုလုံးဆက်ပြေးတော့မြတ်စွာဘုရားအလောင်းတော့သားခေါင်တို့ရဲ့အလယ်မှာတင့်တဲစွာစံတော်မူနေတဲ့ရှင်သေမင်းကဲ့သို့ငြိမ်ပြီးတော့ဘုရားလောင်းတော်နေတယ်အဲ့တော့မာနနဲ့နတ်ဆိုးတွေကဗောဓိပင်အရေးအောက်ကိုဗောဓိပင်ကဘုန်းကြီးထင်တယ်ပေါ့လေခြေလေး9000လောက်ရှိမယ်ထင်တယ်ဗောဓိပင်ကြီးအကြီးကြီးပဲခုလည်းအိန္ဒိယမှာရှိနေသေးတာပဲဗောဓိပင်ကြီးနှစ်ဖက်သုံးဖက်မှာမကတော့အဲ့တော့သူအရေးဟောတော့မှတော်တော်များများအပြင်ကိုထွက်လိမ့်မယ်ဖြစ်တယ်အဲ့ဒီအရေးအောက်ကိုတော့မဝင်ရဲဘူးတဲ့အလောင်းတော်ရဲ့ရှစ်တဲတဲ့ကနေပြီးတော့ဆက်မတိုက်ဖက်လို့ဆက်မတိုက်ရဲလို့မာနကသူဘယ်ကနေတိုက်တော့ဆိုတော့ဘုရားအလောင်းတော်နောက်ကျောကနေသွားတိုက်တာသူပရိသတ်ကတော့ရှင်းမှရှိတဲ့သို့တော့ခေါင်းဆောင်လုပ်တဲ့မာနသည်မြတ်စွာဘုရားနဲ့မျက်နှာချင်းဆိုင်ဆက်မတိုက်ရဲဘူးအဲ့ဒါဘာလို့လဲဘုရားပလင်နောက်ကဗောဓိပင်ကြီးနောက်ကနေသူသွားပြီးတော့ဘုရားကိုသူကျွန်တော်နောက်ကနေသူစစ်တိုက်မှာကိုစစ်တိုက်မှာဆိုတော့သူပရိသတ်တွေကလည်းကြီးနေတယ်သူဆရာကြီးဘယ်လိုစပြီးတော့ထွေးမလဲဘယ်လိုစတိုက်မလဲဆရာကြီးစတိုက်ရင်နောက်ကနတ်ဆိုးနောက်ဝါးတွေကသူတို့ကလိုက်ဖို့လို့အရှင်လေးကိုအဲ့ဒါနဲ့မာနကိုအသက်ကနဲ့လျုံမတစ်ထောင်ဖန်သိပြီးတော့ရောက်လာတော့အဲ့ဒါနောက်ကနေပြီးတော့နေရာသွားယူတယ်မာနကမတိုက်သေးဘူးနောက်ကနေနေရာရင်ယူတာဒါတော့ဘုန်းကြီးတို့ဘုရားတော်တော်ကစဉ်းစားတယ်ဒီအချိန်မှာငါအဖေလည်းမရှိဘူးမိတို့တော့ဘောရမီကလည်းကပိလုကြံခဲ့တယ်ညီလေးဖြစ်တဲ့အနန္တာတို့အနုရုဒ္ဓတို့သန္တာတို့လည်းပဲညီကောင်မောင်နှမတွေအကုန်လုံးကပိလုကြံနေခဲ့တယ်နတ်တွေမြမာတွေလည်းတရားဝင်မရှိဘူးငါရဲ့ပြိဋ္ဌအချမ်းရဟာငါဖြစ်ကျင့်ဖြည်းဖို့ခဲ့တဲ့ပါရမီ10ပါးဘုရားကအဲ့ဒီမှာအလောင်းတော်အားကိုးရရှာတာကိုယ်စီမှာရှင်မျိုးအားကိုးလို့လည်းမရဘူးနတ်ပြန်မှာအားကိုးလို့လည်းမရဘူးငါရဲ့အားကိုးရဘာလဲတန်ကြည့်လိုက်တဲ့အခါမှာငါဖြစ်ကျင့်ဖြည်းဖို့ခဲ့တော့ပါရမီ10ပါးတဲ့ဘာလဲမရေးတိုင်းဒီမာနကိုငါဘယ်လိုတွန်းလာမလို့ဆိုရင်ပါရမီ10ပါးလက်နဲ့10မျိုးဒါနပါရမီကစပြီးတော့ဖြစ်ဖြစ်ရှိမှုခဲ့တဲ့အဲ့ဒီပါရမီ10မျိုးကိုပဲငါလက်နဲ့တပုံတရံထားပြီးတော့ဒီမာနကိုတိုက်မှဖြစ်မယ်လို့ဆိုပြီးတော့အဲ့ဒါဘုရားလောင်းတော်ကအဲ့ဒီလိုစိတ်ကူးရပြီးတော့ပါရမီတော်တွေကိုဆင်ញင်တာပါရိဆင်ញင်တာလေဒါကြောင့်ဘောဓိမူလေးပလင်ကံမိမာရံသတိနာအာဟုရံဂဟိတဝပါရမိခက်ကံယောဇိနာတိသယုတ်သောသဗ္ဗေဝေရိဗံတောနောသောတိတုဇယံဝရံသယုတ်သောလောကရတိုက်တဲ့ခရိုင်မှာဘယ်သူပဲပြိုင်အောက်နိုင်သောပွဲပွေရေးရင်နဲ့တတ္တိတုပင်အောင်မမှုသခင်ကျင်တော်သောဘုရားရှင်ကိုရောမြတ်ကြီးသည်ဘောဓိမူလေမြေပြဥခိုင်မန္တိုင်တိမောရိသေမင်းပင်ချေရင်၌
ပါဠိကံမိနဝရကိုယ်သွဲပြို့ကျွဲရောင်လျံလောင်ခမန်းလင်းထိ၍နဝိစပန်းဖြင့်တလန်းဆန်းနေတော်မူရာယရဏမြုတေจิตယေညိုယုထိုဆုံးမလာပြီးသောပလင်မွေဌာန၌နိသိဏောလေးသစ္စာဖူးကိုင်ကိုခူးနိုင်အောင်ခူးမယ်လို့ရည်စူးဖြင့်ဒိဋ္ဌံဖြင့်စိတ်တန်တန်ဆန်းနေတော်မူလျက်သာဇေနအာဟုရံဝဲရာရှေ့နောက်တောင်ကြီးတွေပေါက်သလောဘေကလောက်အင်းအာဂရီပေါင်းမများသည်ဟုတွက်သား၍မရနိုင်စပွဲကြီးကျယ်ငြိမ်ညောင်းစင်းတဲ့အပေါင်းဖြင့်အဆောင်ထက်မြဲလက်နဲ့ဆုံးအစုံမိကုံရန်ကုံစွမ်းကုန်နေတကွချီတက်ရလာသောမဟာရံလောကရတခွေလုံးကိုသိမ့်ကြုံကဆိုပိုင်၍ငါလက်ကင်လုံးမယ်လို့ယုံမာတဲ့အကြံအဖြစ်မံပွားထောင်းတောင်မာနမယုတ်ကောင်ကိုပါရမီကလံတသိန်းနဲ့40ခြေဘဝတိုင်းပြည့်မပြည့်အောင်အထွေထွေရှိဟုဖြေဘူးခဲ့တဲ့မဟာဝတိပါရမီတော်ထက်မြက်လက်သုံးတော်စိန်တန်လျက်ကိုဟိတဝါရင်မှုဖို့ပြိုင်လာလေအနိုင်နာခွင်းမဲ့လို့ရဲတင်းစွာကိုင်ဆောင်တော်မူပြီးတော့ဇိနံတီခုတ်ထွေပြပိုင်းပြီးတော့အလိုရှိတိုင်းအောက်မြင်တော်မူခဲ့ပါပြီသောတိနောဘောဓိပင်ချေပလင်ဝဲဝဲအသေးသေးမှန်ကိုင်းကိုမြန်မဆိုင်ဖြည့်ချိုးရစရကိုဖွင့်တော်မူသောထိုဘုရားရှင်ကိုရောမြတ်ကြီးသည်ဟုသဗ္ဗဝေရီတွင်ယံပြေယံဘေးယံအနေသွဲသွဲဝဝရှိသည်မြအနိဋ္ဌအလုံးစုံတို့ကိုဗန္ဓဝနာကိုရောတကိုစွမ်းကုန်နှိုး၍ဖြည့်ချိုးပယ်လျံနဲ့ကန့်တော်မူပြီးသောဝရံတွေလည်းကြုံရဲဆုံးရဲပြီးတောင်ကောင်းဆုံးထူးစွန်၍မုံများဆုံးလည်းဖြစ်တော်မူပါမိထသောဇယံတွင်ပနတံဘေးယံဟူသည်များတို့ကိုယခုပြစ္ဆုတ်ပံမှာလည်းအောင်နောင်သန္တရာမှာလည်းအနိုင်ရဖြစ်လေရဘဝမှာမဟာဇယဆိုတဲ့အောင်ပွဲကိုတေတုဒုက္ခကေဝေယံဘေးမဆိုင်အခေါင်ခိုင်း၍ချမ်းသာတဲ့အရာတွေ့ရအောင်အထူးသဖြင့်ပေသနာတော်မူပါမြတ်စွာဘုရားအဲ့ဒီလိုမာနမင်းကြီးကဘေသတ္တေမြတ်စွာဘုရားရှင်ကိုတော်မြတ်ရဲ့အလောင်းတော်သိတ္တတာမင်းသားနာကနေနောက်ကနေရွှေ့တိုင်းမဲ့ကြံတော့ဘုန်းကြီးတို့ဘုရားလောင်းတော်ကပါရမီကကံတသိန်းနဲ့4သိန်းရှင်းဘဝတိုင်းသတ်မဲ့ပြအောင်အထွေထွေရှိဘူးဖြေဘူးတဲ့မဟာဝတိပါရမီထက်မြက်လက်သုံးတော်စိန်တန်လျက်ကိုမာနတော်ရွှေ့တိုင်းနေပြီငါအားကိုရာပါရမီ7ပါးပဲအဲ့ဒီလိုနှလုံးသွင်းနေတဲ့အချိန်မှာဘေသတ္တေမာနဟာလက်နဲ့9ပါးကိုတစ်ခုပြီးတစ်ခုဖန်ဆင်းပြီးတော့လွတ်တယ်တဲ့နံပါတ်1လက်နဲ့ကလေပွေမုံတိုင်းနဲ့မုံတိုင်းနဲ့လေမုံတိုင်းတိုက်တယ်ဘယ်လောက်ပြင်းထန်တဲ့လေလဲဆိုရင်လေသုံးယူကနာလောက်မြင့်တဲ့တောင်ကြီးတွေတော့အပိုက်မိုက်ပြတ်သုံးယူကနာမြင့်တဲ့တောင်ကြီးတွေတယူကနာ7မိုင်နဲ့ဒါ324လောက်မြင့်တဲ့24မိုင်လောက်မြင့်တဲ့တောင်ကြီးတော့အပိုက်မိုက်အပြတ်တခါနဲ့ပြတ်ပြီးတော့ထွက်ရတယ်တဲ့အဲဒီလိုပရမပြင်းထန်တဲ့လေပြင်းမုန်တိုင်းနေတိုက်ခါမှာတော့လဲပဲအလောင်းတော်ရဲ့သင်္ကန်းစာလေးတောင်မှလေမတိုက်ဘူးတဲ့နေရာမရွေ့ဘူးတဲ့ဒီသားအနာကိမုန်တိုင်းနဲ့10သားမကတိုက်လိုက်တာဒီမာနဟာသို့တော်လည်းပဲပြေတတ်တယ်ဘုရားလောင်းတော်သင်္ကန်းလှုပ်တော့မလုပ်ဘူးတဲ့အဲ့ဒါမာနဘုရားရှင်ကိုယ်တော်မြတ်ကိုပရမအုပ်ဆုံးပြစ်လွတ်တဲ့လက်နဲ့ကမုန်တိုင်းလက်နဲ့ဗာလက်နဲ့လေအဲ့ဒီလိုတိုက်တော်လည်းပဲဘုရားလောင်းတော်ရဲ့သင်္ကန်းစာလေးတော်မှလေမခတ်ဘူးဆိုတော့မာနကမကျေနပ်ဘူးမုံတိုင်းဆဲသွားတော့မာနကအလောင်းတော်တော့အခုလောက်ဆိုရင်စီစီညံ့ညံ့ကြည်လောက်ပြီလို့မုံတိုင်းလဲငြိမ်လဲငြိမ်ရောဘေသတ္တိကြည့်လိုက်တော့ဘုရားလောင်းတော်ကငြိမ်
သူစိတ်ထဲမကျေနပ်တော့ကဲလောက်တောင်ဖြစ်တဲ့ဘုရားလောင်းတော့နောက်ထပ်လက်နဲ့ပြစ်မယ်တဲ့မိုးလက်နဲ့တဲ့ဘာလက်နဲ့တဲ့လဲကောင်းကင်ကနေပြီးတော့ရွာချတဲ့မိုးတွေဟာမေးသားတွေဘလောက်တောင်မှရေရဲ့အင်အားဘလောက်တောင်မှကြီးတုံးဆိုလို့ရှိရင်မြေကြီးကအခေါင်းပေါက်ကြီးတွေဖြစ်သွားတယ်တဲ့ဒါမှကောင်းကင်ကကြတဲ့မိုးဆက်ကလေးကြည့်လိုက်တဲ့ဝကြအပေါက်ကလေးဖြစ်မာနရွာချတဲ့မိုးဟာဘလောက်မိုးကြီးမိုးပေါက်ဘလောက်ကြီးတုံးမကြီးတုံးဆိုတာအဲ့ဒီမိုးတစ်ပေါက်မှရင်မြေကြီးအခေါင်းကြီးဖြစ်သွားတယ်အဲ့ဒီလောက်ပြင်းထန်တဲ့ကောင်းကင်ကနေပြီးတော့မိုးလက်နဲ့တိုက်ပြီးတော့ဘုရားလောင်းတော်ကိုရွာချတော့ပြုံနဲ့ဒီနေ့သာသွတ်တာဟောတော့ဘုရားလက်ထက်ကသွတ်မရှိလို့သွတ်တာရှိရင်မရည်သားရေနန်းကြီးလို့ခံနိုင်မှာတော့မဟုတ်ဘူးအခုကိုသွတ်ပေါ်ကြတဲ့ဒီရေပေါက်တန်တော်မှသွတ်တန်ကဆူးနေတာပဲဆိုမနတ်ရွာချတဲ့မိုးကမြေကြီးတောင်မှအပေါက်ကြီးတွေရှိအောင်မိုးသီးမိုးပေါက်ကအဲ့လောက်ကြီးကြီးတာလေအဲ့ဒါခေါင်းပေါက်ကြီးပြီးတော့ဒီလောက်ဆိုရင်တော့ဖြင့်ဘုရားလောင်းတော်တော့အေးလောက်ပြီဆိုပြီးတော့အဲ့ဒီမိုးလက်နဲ့ရန်လဲရပြီးတော့ကြည်လဲတော့ဘုရားတိုက်ဒီလောင်းတော်ရဲ့သင်္ကန်းခြီစလေးတောင်မှမိုးမစိုးဘူးတဲ့ဒီလိုပြည့်လဲမရပါလားတော်တော်ကောင်းပါလားပဲနားပါထပ်ပြရကောင်းလို့ဆိုလို့ရှိရင်ကြောက်ခဲမိုးဘာမိုးလဲအေးကြောက်ခဲမိုးတွေရွာတယ်ကောင်းကင်ကနေပြီးတော့ရွာချလိုက်တဲ့ကြောက်ခဲမိုးတွေဟာအခေါ်လျံနေပြန်ပြီးတော့တလုံးကိုဘလောက်လောက်ရှိလို့ဆိုရင်အိမ်လုံးတွေလောက်ရှိတယ်တဲ့အဲ့ဒီလိုအခိုးတွေထွက်နေတဲ့အိမ်လုံးလောက်ရှိတဲ့ကြောက်ခဲမိုးကြီးတွေကိုမာနသားကပြေးလိုက်ကောင်းကင်ကနေပြီးတော့ရွာချတဲ့အားရအောင်ရွာချလို့ပြီးတဲ့အခါကျတော့ဒီလောက်ဆိုရင်တော့သိလောက်ပြီသိတတ်တာတော့ကြောက်ခဲမိုးရွာတာရပ်ပြီးတော့ကြည်လိုက်တော့ဘေးသားတည်းအဲ့ဒီမာနရွာချလိုက်တဲ့ကြောက်ခဲလုံကြီးတွေကနတ်ပန်းကုံကြီးတွေနတ်ပန်းလုံကြီးတွေဖြစ်ပြီးတော့ဘုရားလောင်းတော်ရဲ့အနားမှာလာပြီးတော့စုပုံပြီးတော့ကြလာတယ်ဟာငါပြစ်လိုက်တော့ကြောက်ခဲလုံကြီးတွေပါဘယ်နဲ့ပြစ်လို့ကိုနတ်ပန်းကုံတွေနတ်ပန်းလုံကြီးတွေဖြစ်ကုန်လည်းမသိမကျေနပ်ဘူးကထမ်းရွာမယ်ကွာဘာရွာတော့ဆိုရင်ပိဋကတ်တွေလက်နဲ့မိုးရွာတယ်ဘာမိုးလဲလဲလက်နဲ့မိုးတွေကောင်းကင်ကနေပြီးတော့အသွားနှစ်ပိုက်ရှိတဲ့ဓာတ်လက်နဲ့မျိုးတွေမိုးရွာချတယ်လို့ပဲတဲ့ကောင်းကင်ကနေပြီးတော့မန္တကဖန်ဆင်းပြီးတော့လက်နဲ့မိုးရွာတယ်အလောင်းတော်ရဲ့ပါရမီဘုံကြောင့်လက်နဲ့တည်ဟာမြတ်၄ပါးရှင်းကဲသို့ဖြစ်ကုန်တယ်တဲ့ဘုရားရှင်ရောက်တော့ပန်းနေဖြစ်ကုန်တယ်လက်နဲ့ကဒါနဲ့မကျေနပ်တော့နမ၅ဘာမိုးရွာတော့ဆိုတော့မိကြီးမိုးရွာတယ်ဘာမိုးရွာမိကြီးမိုးဆိုတာဒီမှာမိကြီးခဲတွေမိတွေရဲနေတဲ့မိတွေခဲတွေအဲ့ဒါကောင်းကင်ကနေပြီးတော့အနှံ့ပစ်ချတယ်သို့တော်လည်းပဲအဲ့ဒီမိကြီးမိုးတွေမြတ်စွာဘုရားအလောင်းတော်ရဲ့အနားမှာမူ၄ပါးအရှင်နဲ့လာပြီးတော့ကြပါတယ်နမ6နေတဲ့ပြာပူမိုးတွေကောင်းကင်ကရွာချတယ်တဲ့ပြာပူတွေဖန်ဆင်းပြီးတော့တခါတော့တုံချတာဟောဘုရားလောင်းတော်နားရောက်တော့စန္ဒကုမှုတ်တွေဖြစ်ကုန်တယ်နောက်တည်းကဘာမိုးရွာလဲသဲပူမိုးရွာတယ်ကောင်းကင်ကသဲတွေကြာလာတယ်သဲပူကြီးတွေပြောနဲ့ကြာဘုရားရှင်ရောက်တော့နတ်ပန်းတွေဖြစ်ကုန်တယ်နောက်တည်းကဘေးတိုင်းနမရှိရွှွညွမိုးရွာတယ်ဘာမိုးလဲကောင်းကင်ကနေပြီးတော့ရွှွညွအပူတွေကောင်းကင်ကနေပြီးတော့လောင်းချတယ်သို့တော်လည်းပဲဘုရားလောင်းတော်ရဲ့ချိန်ရောက်တော့နန့်တာသွေးထားတဲ့နန့်တာပြစ်တွေဖြစ်ကုန်တယ်တဲ့ကဲဒီလိုလက်နဲ့ရှင်မျိုးနဲ့မှမရရင်နောက်ဆုံးလက်နဲ့ထုတ်သုံးမယ်နောက်ဆုံးလက်နဲ့ကအမှောင်ထိုက်တယ်ဒါလည်းလည်းပြိဿအမှောင်တိုင်းကြီးဖန်ဆင်းပြီးတော့မြတ်စွာဘုရားအလောင်းတော်ကိုကြောက်အောင်ဆောက်တာလူဟာလာကွယ်လေးညသကောင်ရံအချိန်မိုးတွေကလည်းမှောင်နေတုပ်အလဲထဲမှာလူတယောက်တည်းသွားထိုင်လူကဘာဖြစ်လဲဘာမှမမြင်ရင်စိတ်ကထောက်ချလာမှောင်နေသူ့လည်းငါမမြင်ကိုယ့်လက်တောင်ကိုပြမမြင်ဘူးအဲ့လောက်ထိအမောင်တို့ကြီးကြီးဆိုတဲ့အမောင်တက်ကြီးထဲမှာနေရရင်လူကအလယ်ကနေကြောက်လာတယ်အဲ့ဒါကြောင့်ဘုရားလောင်းတော်သိတ္တထာကိုလည်းပဲကြောက်လန့်ပြီးတော့သေအောင်ဆိုပြီးတော့ဘာလို့လဲမာနကဘိသရေအဲ့ဒါတခါနဲ့လောကဓာတ်တစ်ခုလုံးအမောင်တိုက်ကြီးပန်စင်တော့ဘုရားလောင်းတော်ကြိုက်မာနကတော့သူ့လည်းကမမြင်ရတော့ငါလည်းသူမမြင်အောင်သူတော့အမောင်တိုက်ကြီးပန်စင်ပြီအဲ့တော့ဘာလို့လဲဘုရားလောင်းတော်ကခန္ဓာကိုယ်ထဲကမွေးညင်းလောက်ရှိတဲ့ရောင်ကြီးတော်လေးတစ်ခုလွှတ်လိုက်တယ်
အချီကျိုးလောက်ရှိတယ်အချီကျိုးလောက်ရှိတယ်မွေးချင်းပင်လောက်ရှိတယ်ကြောင်ကြီးလေးတခုဘုရားလောင်းတော်ခန္ဓာကိုယ်လေးကလွတ်ထုတ်လိုက်အဲ့လိုလွတ်လေးလွတ်လိုက်တော့ပြေးတိုင်းမနတဖန်ဆင်းတဲ့အမိုက်တိုက်ကြီးကပြောင်းလို့အလင်းရောက်လာတယ်အဲ့တော့မကျင်တဲ့မနတကကောင်းကင်တစ်ခုလုံးကိုမိကိုယ်တွေထားအောင်တခါတည်းဖန်ဆင်းမိုးတိမ်မရှိဘဲနဲ့မိုးချိုးတွေပြည့်မကျင်တဲ့ဘူးမနဘုရားကိုတော်တော်ကိုမကျင်တတ်တာပြေးတိုင်းအဲ့ဒါမိုးတိမ်မရှိဘဲနဲ့မိုးချိုးတွေရထောင်မကအောင်ပြေးအဲ့ဒီလိုလုံးတော်လည်းပဲအလောင်းတော်ကိုတစုံတရာထိခိုက်မှုမရှိဒီတခါတော့သိက္ခာထမင်းသားရဲ့ဥကောင်းမြေတို့ပြတ်တွေ့တရားစေမယ်လို့ဆုံးဖြတ်ပြီးတော့နောက်ဆုံးလက်နဲ့ဖြစ်တဲ့ဘေးတိုင်းဆက်လက်နဲ့ကိုလွတ်ပါတယ်ဆက်လက်နဲ့တဲ့ဘာလက်နဲ့တည်းလဲသူတကောနဲ့လှုပ်ထားတဲ့ဆက်လက်နဲ့ကိုလွတ်တယ်တဲ့အဲ့ဒီဆက်လက်နဲ့ရဲ့တကောနည်းနည်းပြောမယ်မနတ်ရဲ့လက်ထဲမှာရှိတဲ့အဲ့ဒီဆက်ရန်တရားလက်နဲ့ကြီးရမြေကြီးတွေကိုပစ်ချလိုက်လို့ရှိရင်အဲ့ဒီမြေကြီးမှာ12နှစ်ကြာအောင်မြေမပေါက်တော့ဘူးဘလောက်ပူရင်းတဲ့လက်နဲ့တုံးဆိုအဲ့ဒီမနတ်ရဲ့ဆက်လက်နဲ့ကြီးကိုမြေကြီးတွေပစ်ချလိုက်12နှစ်တည်းအဲ့ဒီနေရာကွက်ပြီးတော့မျက်မပေါက်တော့ဘူးတဲ့ကောင်းကင်ကိုပြည့်ရင်12နှစ်တည်းမိုးမရွာတော့ဘူးတဲ့မြင်းမို့တောင်ကိုပြည့်ရင်မြင်းမို့တောင်နှစ်ချမ်းကွဲသွားမယ်အဲ့ဒီလောက်အစွမ်းတဲ့လက်နဲ့တင်းနဲ့တကားနဲ့ဘုရားဘုရားနောက်ဆုံးထုတ်သုံးတော့တာဘေးတိုင်းအဲ့ဒါလက်နဲ့ပြစ်တော့ကောင်းကင်ကနေမိုးကြိုးတန်ကြီးလိုဂျုံဂျင်းနဲ့အတန်ကြီးပေါ်လာပြီးတော့အဲ့ဒီဆက်လက်နဲ့ကြီးရဘုရားလောင်းတော်ရဲ့ခြေရင်းမှာရောက်လာဘုရားနာလည်းရောက်လဲရောက်တော့ဘာဖြစ်သွားလဲခြေတုပ်တဲ့ကျိုးတဲ့ဘိုးတော်ကတော့တောတွေမှာခြေတုပ်တဲ့နေရာအဝိဇ္ဇာတွေကိုခြီးပြီးတော့ကျိုးလေးပုံစံရက်ထားတာအဲ့ဒါခြေတုပ်တဲ့ကျိုးလေးလိုပဲခွယ်လေးရတာကြလာတယ်နောက်ဆုံးလည်းနဲ့တိုက်တော်လဲပဲအလောင်းတော်ဘာမှမဖြစ်တော့မာနကရှင်းပဲကိုင်းပြီးလက်မကိုင်းပြီးပြင်ပြီးတော့ဟဲ့ကောင်လေးဘာလို့ရက်ကြည့်နေကြတာလဲသတ်ပါတော့လားဖြတ်ပါတော့လားနဲ့သူပရိသတ်ကိုညာသံပေးပြီးတော့ပြိဿတိသူကိုယ်တိုင်ကလည်းပဲဒီမင်္ဂလာရှင်ကြီးဘောကနေမြားကင်ပြီးတော့အပရာဇိတပလင်နာကိုကတ်တယ်မြားကြီးတင်ပြီးတော့ကင်ပြီးတော့ပရာဇိတပလင်နာကသိတ္တထပလင်မောကနေအမြတ်ရှင်တော်လို့ဘုန်းကြီးတို့ဘုရားလောင်းတော်ကိုအတင်းမောင်းချရတဲ့အခါကျတော့မာနသားလိုမောင်းချတော့ဘုရားလောင်းတော်ကဟဲ့မာနဒီအပရာဇိတပလင်တော်ဟာတက်ပလင်ဖြစ်တယ်လို့ပြောနေတယ်သင်မှာတက်တည်ပြရရပါရှိလဲဒါငါပလင်ဘုရားကချင်းငါပလင်မလို့တက်နေလေမာနကလည်းဘုရားအတင်းမောင်းချတယ်အလောင်းတော်ကိုဘုရားလောင်းတော်ကလည်းမသိဘူးလက်နဲ့ကိုမျိုးပြစ်တယ်နောက်ဆုံးမရတော့ဆက်လက်နဲ့ပြစ်တယ်ဘာမှမဖြစ်ဘူးဘုရားလောင်းတော်အဲ့ဒါမကျင်တတ်တော့ညာတံပေးပြီးတော့မြားကင်ပြီးတော့ဆင်းဆိုပြီးတော့အဲ့ဒါဘုန်းကြီးတို့ဘုရားလောင်းတော်အတင်းမောင်းချတော့မြတ်စွာဘုရားအလောင်းတော်ကပြောတယ်ဟဲ့မာနဒီပလင်ဟာသစ်ပလင်ဖြစ်တယ်လို့သစ်မှာဘာတက်တည်ရှိလဲပြောဆိုတော့မာနကဒီလူတွေကိုတက်တည်ပြနေဘာမှအကျိုးမရှိဘူးဟောကြည့်ဟာငါနောက်ကပါလာတဲ့ငါပရိသတ်အဲ့ဒီငါပရိသတ်ငါတက်တည်ပဲလို့ဆိုပြီးတော့မာနကလက်ယုံဆန်းတန်းပြီးတော့ပြောလိုက်တယ်ဟဲ့ကောင်လေးဒီပလင်ကဘယ်သူပလင်လဲမာနကသူပရိသတ်သူလည်းမေးတာဟဲ့ကောင်လေးဒီပလင်ကဘယ်သူပလင်လဲဆိုတဲ့အခါကျတော့နတ်ပရိသတ်တွေကပြောတယ်အဲ့ဒါတို့ဆရာကြီးပလင်ပဲဟုတ်တယ်အဲ့ဒါငါတို့ဆရာပလင်ပဲနောက်ကနတ်ဆိုးနတ်ဝါးတွေကသက်သေခံတယ်ဘာလို့လဲပရိသတ်ရဲ့နတ်ဆိုးနတ်ဝါးတွေကအဲ့ဒီမှာသက်သေခံတယ်တဲ့မြေပြိုတဲ့အတန်လိုပဲပရိသတ်ရဲ့အဲ့ဒီမှာဆုံညံပြီးတော့လာတာဒီတော့မှဘုရားလောင်းတော်ကမာနရဲ့ပရိသတ်ကိုဟန်တာတော်မူပြီးတော့တော်တော်ကောင်းတဲ့သက်သေမယုံရင်ငါမိမမေးကြည့်ပါလားဆိုတာလည်းသိုးနေတယ်နေဟာကအဲ့တော့နင့်ပရိသတ်ကနင့်ပြန်ပြီးတော့ထောက်ခံမှာပေါ့ပရိသတ်ကိုလည်းဟန်တာပြီးတော့ဘုရားလောင်းတော်ကသဗ္ဗရမူလေကိလန္တံပသံသောတရုဏံသုတံပိတာဝုဒက္ခိတမ္မာရံမေတ္တာယံတောတရားပရောတဏှာကရုဏာပြင်းပြသွားတဲ့မွေးသဘာဝကျေးဇူးရှင်ဟာမိမိရဲ့ခြေမှာကစားနေတဲ့သားငယ်လေးကိုလက်ခြေတို့ဖြင့်ပုတ်ခစေကမူတဲ့ဖောက်ပေါက်ပြန်ပြုလုပ်စေကမူအမျက်ထွက်ရန်ဝေးသွားသားဟုသောခြေရှင်းဖြင့်နဲ့တည်းကြည်ယူသွားသားကိုလည်းမင်းဖန်ပြီးတော့မိမိရင်ဝင်ထက်မှာအိတ်စေသလိုဥပမာလေးပေးတယ်မြတ်စွာဘုရားရှင်ကိုရောင်မြတ်ရဲ့စိတ်တော်ကိုအလောင်းတော်ရဲ့စိတ်တော်ကိုမကိုသားလေးရင်ဝင်နေခဲ့တာလေသားကအဖေပါရိုက်တယ်အဖေနှာခေါင်းဆွဲတယ်အဖေကိုရင်မကိုခြေထောက်နဲ့ဆောက်ကန်တယ်
ဒီသားကကိုရင်ဝင်ထဲမှာရှိတဲ့သားကအဖေကိုအမျိုးမျိုးသူလှုပ်တယ်ဒါပေမဲ့လို့အဲ့ဒီသားကိုစိတ်ဆိုးဖို့ဝေးလို့အဖေကမလေးငါသားလေးမလေးငါသားလေးဖေဖေကိုကန်တယ်ငါသားလေးဖေဖေကိုရိုက်တယ်အဲ့ဒီလိုမေတ္တာကရုဏာကြီးမားသွားခြင်းသားတို့ရဲ့ဖြစ်ချင်းမြင့်နှစ်တဲ့ကြည်လို့သွားသားကိုလည်းပဲဖက်ပြီးတော့မိမိရင်ဝင်ထက်မှာအိတ်သေးသလိုအခုလိုရံညိုးပွက်လာတဲ့မာနသားကိုတဲ့ဘုရားလောင်းတော်သည်ဖခင်စိတ်ဓာတ်နဲ့သီးခံတော်မူပြီးတော့စိတ်ထဲမှာလည်းနှလုံးမသားရမ်းဖို့တခုမှမပြုဘဲနဲ့မာနသားကိုမေတ္တာကရုဏာမိုးကိုရွာဖြိုးပြီးတော့မေတ္တာတရားတော်တရားပရောတမ္မာရထုမနာသာကြီးကိုမေတ္တာတရားတော်မေတ္တာနိဟုသောကရုဏာမိုးကိုတရားပရောကောင်းစွာမသွေရွာသွန်းဖြိုးတော်မူလိုက်ပါပေသတည်းမေတ္တာစိတ်ဓာတ်ဖြင့်ဘုရားလောင်းတော်ကကြည်တော့အိဇံတော်သာသဗေကမေစင်္ကမာမိဣတောစီတောအိဇံတော်လောကတံတုံမိအတ္တဘာဝေနသာတိဘုရားကပြန်ပြောတယ်မေတ္တာစိတ်နဲ့ဟဲ့မနာဒီမှာမင်းငါအလိုရှိလို့ရှိရင်လေငါတိတ်တိတ်လေးလှုပ်ချင်မုံကြီးတဲ့အတွင်းမှာငါဈဉ္ဉံလျှောက်နိုင်တယ်ငါအလိုရှိတဲ့ကာမလောကနာစัจ java လာတိုင်ကြီးတစ်ခုလုံးဝတော့လေမိမိရဲ့ခန္ဓာကိုယ်ဖြင့်ဖုံးတာနိုင်တယ်ဧတေသဗ္ဗေကဟေတဝါဆုံးနေတုံအစ္ဆရာယမိအဋ္ဌိဌာမဗလမရှံပါဏကတောနာရုသတိသမဏနေနဲ့တကွာနေရှိသည်ဘောပါအလုံးတို့ကိုဖန်ယူပြီးတော့လက်ဖြောက်များဖြင့်မှုံညံ့ပြုတ်နိုင်တဲ့စွမ်းကားမှရှိတယ်ဓမ္မမာနမင်းသိပြီးတော့ကြီးတယ်မနေနဲ့မင်းပရိသတ်အားလုံးကိုငါမှုံညံ့ခြေအောင်ခြေလို့ရတယ်သို့တော်လည်းပဲငါသည်အဋ္ဌိဌာမဗလမရှံငါမှအဲ့လိုစွမ်းအားရှိတယ်ဒါပေမဲ့လို့ပါဏကတောနာရုသတိသူများအသက်ကိုတတ်တဲ့လုပ်ငန်းကိုငါသည်မနစ်သက်ဘူးဘုရားလောင်းတော်ပလင်မောကနေပြီးတော့မာနကိုပြန်ပြောတယ်ဣမတာကန္တုပါဒသာအာဝုဒေနမလေနာကေမရှံဟိတေနပါပေနသံဃာပောပိနရုသတိဒီခေါင်မြလောက်ပမာဏရှိတဲ့ဒီမာနကိုငါလက်နဲ့သုံးသဖြင့်တော့၎င်းကိုရင်ငါသုံးသဖြင့်တော့၎င်းဘယ်ကျိုးရှိမလဲလက်နဲ့လည်းမသုံးဘူးခန္ဓာကိုယ်လည်းမသုံးဘူးငါဒီရုပ်မှလောက်သောမာနနဲ့ခုလိုစကားပြောနေရတော့မှတော်တော်ကိုလွန်နေပြီအဲ့ဒီတော့ဘုရားရှင်ကိုရောမြတ်အလောင်းတော်သိတ္တတာမင်းသားကပလင်ကမ္မမဘာဝါယကိဉ္မထေညေနသက္ခိနာကမိတာမတ္တိယဒါနာသက္ခိဟောတိတယမဟိအမနာငါဒီအပရာဇိတပလင်တော်ကိုလိုလားတောင်းတတော်မူလို့ဘဝများစွာသံသရာမှာငါမလှူဘူးတဲ့ကုသိုလ်ကောင်းမှုဆိုတာမရှိဘူးမဆောက်ထိုင်ခဲ့ဘူးတဲ့သီလဆိုတာမရှိဘူးမကျင့်သုံးခဲ့ဘူးတဲ့ဒုက္ခရအကျင့်ဆိုတာမရှိဘူးဘဝများစွာလှူဒန်းခဲ့တဲ့အလှူတွေကိုထားလိုက်အောင်ဝိသံသရာဘဝတစ်ခုတည်းမှာတင်မတိမိဖရာဇာလီကနာစိတ်သားတော်သမီးတော်တို့ကိုလှူခဲ့တဲ့အလှူကြီး9ကြိမ်လုံးမဟာပထဝီမြေကြီး9ခါသတ်ခါအောင်လှုပ်ဘူးတယ်ဝိသန္တနာဘဝဇတ်တော်အဲ့ဒီမှာဘုရားကပြန်ပြောပြတယ်မဒီလူတော်ကလည်းမြေကြီးလှုပ်တယ်သားတော်ဇာလီကနာစိတ်လူတော်ကလည်းမြေကြီးလှုပ်တယ်ယခုကလောကရအားလုံးကိုအောင်နိုင်ဖို့အတွက်ဒီပရာဇိတပလင်တော်မှာထိုင်တော်မူနေတဲ့သေမနာသားကဆစ်ချီလို့လာတယ်ပြီးတော့ဒီမဟာပထဝီမြေကြီးနင်ဘာဖြစ်လို့မလှုပ်တလဲလို့ဘုန်းကြီးတို့ပိယသာရေမြတ်စွာဘုရားရှင်ကိုရောမြတ်မြေကြီးကိုတတ်သိပြုတယ်ဘုရုတတ်သိပြုမာနကကုဏပရိသတ်ကိုတတ်သိပြုတယ်ဘုရားလောင်းတော်ကမြေကြီးကိုတတ်သိပြုတယ်ဟဲ့မြေကြီးနင်ငါဝိသန္တနာဘဝတော်မှာလှူတော့ကနေလှုပ်တယ်လေအခုနေဘာဖြစ်လို့မလှုပ်သလဲလို့ဘုရားရှင်ကိုရောမြတ်သိတ္တတာအလောင်းတော်မြေကြီးကိုတတ်သိထားလို့ဓမ္မမာနနေပရိသတ်ကအသက်ရှိတယ်ပရိသတ်ကနေမဲ့ကလိုက်မှာပေါ့ငါတက်တည်ပြမယ်ငါတက်တည်မြေကြီးပဲမြေကြီးဆိုတာအသက်မရှိဘူးစိတ်မရှိဘူးစိတ်မရှိအသက်မရှိတဲ့တတ်မဲ့ဝတ္ထုပစ္စည်းကိုပြရတာအဲ့ဒါငါအတွက်တက်တည်ပဲဆိုပြီးတော့ဘုန်းကြီးတို့ဘုရားလောင်းတော်ကပရိသတ်တွေလက်ရလက်တော်ကိုသင်္ကန်းတွေကထုတ်တော်မူလို့မဟာပထဝီမြေကြီးကိုညွှန်ပြတော်မူတယ်အဲ့ဒီနေရာလေးဘုန်းကြီးတို့နိဗ္ဗာန်ကုန်သမားတွေပြောတဲ့စကားလေးပြောတယ်ဒါရှင်မရတဲ့လက်ထားဖို့ဌာနီးလေးဒါဘောဓိယောဘုရားယူမာလားဓမ္မစကြာဘုရားယူမာလားနိဗ္ဗာန်ကုန်ဆိုင်ရောက်သူတို့မေးတယ်ဘုရားပုံလိုချင်လို့ဆိုရင်ဘယ်ဘုရားပုံယူမလဲဘောဓိယောဘုရားတဲ့ဓမ္မစကြာဘုရားတဲ့
အဲ့တော့ဘုန်းကြီးတို့ဘုရားကောင်းတော်မှာတရားထိုင်နေတာပဲလက်ပေါ်ညာလက်တင်ပြီးတော့လက်ဒီလိုထပ်ပြီးတော့ဒီလိုထိုင်နေတာပဲပလင်ပေါ်မှာလိုထိုင်နေတာပဲဓမ္မနာလက်တိုက်တဲ့အချိန်အဲ့တော့ဘုရားကသက်တည်ပြမဲလို့ဆိုလဲဆိုတော့ဘုရားတိုက်လက်တစ်ဖက်ကိုဒီလိုမြေကြီးကိုလှမ်းပုတ်လိုက်လက်တစ်ဖက်ကပေါင်းမှာတင်ရဲ့လက်တစ်ဖက်ကဒီမှာချရဲ့အဲ့ဒါဘောဓိပင်အောက်မှာနေတဲ့ပုံကိုအဲ့ဒါသူနိဗ္ဗာန်ကိုသမားတွေခေါ်အဲ့ဒါဘောဓိယုတ်ဘုရားတဲ့အဲ့ဒါဘောဓိပင်မှာထိုင်နေတဲ့ပုံအဲ့ဒါဘုရားဘာလို့လက်ကဒီတစ်ဖက်ကပေါင်းပေါ်တင်ထားလဲလက်တစ်ဖက်ဘာလို့ဒီမှာချထားလဲဆိုတာအဲ့ဒီမှာချထားတာအဲ့ဒါဟိုမြေကြီးကိုလက်ညှိုးထိုးနေတာအဲ့မြေကြီးနေမသိဘူးလားမာနလာတိုက်နေတယ်နင်းငါဝိသန္တနာဘုရားကနင်းလှုပ်တာအခုနင်းဘယ်လိုဖြစ်လို့ငြိမ်နေတယ်လဲဆိုပြီးတော့ပထမထားတော့ကလက်တစ်ဖက်ကထားရဲ့တရားမှတ်မလို့ထိုင်နေတာအဲ့ဒါမာနလာလို့အဲ့ဒီလက်တစ်ဖက်ကဒီအောက်ကျပြီးတော့ဒီမြေကြီးကိုသာတက်သိထိုးတာအဲ့ဒါဘာဖြစ်လို့ဘုရားလက်တစ်ဖက်ကတင်ထားလဲဘုရားလက်တစ်ဖက်ချထားလဲဆိုတာသူများမေးလို့ရှိရင်အဲ့ဒါဖြေတာအောင်ဖြေနောက်တကဘုရားရှင်ဘမှာလက်ကပြီးတော့လက်လေးတော်လုံးနေတယ်ဘုရားအဲ့ဒါဘာလုပ်တာလဲအဲ့ဒါဓမ္မစကြာဟောတာဒီမှာလက်လေးချောင်းထောင်တာသစ္စာ၄ပါးရှိတယ်လို့လက်ထောင်တဲ့ဘုရားကသစ္စာ၄ပါးဟောတာအဲ့ဒါဓမ္မစကြာမုဒ္ဒရာလို့ခေါ်တယ်တိုင်ထားလိုက်တော့အဲ့တော့ခုနကတော့အခုဒီနောက်ကဘုရားသတင်းသုံးနေတာအဲ့ဒါဘောဓိယောဘုရားခေါ်တယ်လက်တစ်ဖက်ပေါင်းပေါ်တင်ထားတယ်လက်တစ်ဖက်အောက်ချထားတယ်အဲ့ဒါမာနကိုမြေကြီးကိုမာနဆက်လာတိုက်လို့တက်တည်ထူတာဘယိတ္တကြီးအဲ့ဒါလက်ရလက်တို့ကိုသင်္ကန်းထဲကထုတ်လို့မဟာပတိမြေကြီးကိုညွှန်ပြတော်မူလိုက်တယ်အဲ့ဒီချိန်မှာပဲဘယိတ္တကြီးမဟာပတိမြေကြီးတတ်တခါကိုလက်ပတ်ပြီးတော့အသံတွေမြည်ဟိမ့်ပြီးတော့လာတယ်တဲ့ဘုရားလောင်းတော်ရဲ့ဘယိတ္တကြီးကောင်းငင်ရံကနေပြီးတော့လည်းပဲမိုးကြိုးတန်လေးမြည်ဟီးပြီးတော့လာတယ်မြင့်မို့တောင်ကြီးကိုပတ်ရန်နေတဲ့တောင်တွေခုနှစ်ထပ်နဲ့ဟိမွန်တာတောင်ကြီးတွေကလည်းအတန်လေးမြည်ဟီးပြီးတော့လာတယ်စัจ जा ဝလတိုင်းလုံးကမီးလောင်နေတဲ့ဝါတော်ကြီးတို့တချောင်းချောင်းနဲ့အတန်လေးမြည်ဟီးပြီးတော့လာတယ်မိုးတိမ်မရှိဘဲနဲ့ကောင်းငင်ကမိုးကြိုးတွေမီးကြီးမိုးပမာမိုးသည်မိုးပေါက်တွေတဝါဝါကြပြီးတော့လာတယ်မနတန်အဲ့ဒီချိန်မှာအားထားရကိုယ်ကြရမရှိတော့ဘဲနဲ့အလုံးကိုကြောက်လန့်ပြီးတော့ပြေးကြရဲ့စစ်အလံကြီးကိုလဲလို့လက်နဲ့တထောင်ကိုစွန့်ဂိရိမေဂလာရှင်ကြီးကိုလည်းလှဲ့မကြည့်တော့ဘဲနဲ့ရှေးဦးနဲ့ဒုတဲ့ရမာနပြေးတယ်မာနလည်းပြေးတယ်ပြီးတော့နောက်ကနေပါလာတဲ့နတ်ဆိုးနဝါတွေဖယိုဖယက်ပြိုကွဲပြီးတော့လေတိုက်လို့လွင့်စင်းထွက်သွားတဲ့ပြာမုံနေလို့ပြေးတဲ့ပြေးရင်လွှားရင်လည်းပဲရောက်သွားလေဝသဝတိနတ်ပြည်ကိုပြန်တက်သွားတယ်မဟာသတိတရားသုံးခုကဆုံလားပြည့်နေညနေမဝေးမီချိန်မှာဒေဝပုဒ္ဒလို့ခေါ်တဲ့မာနသားကိုဘုရားလောင်းနေအောင်မြင်တော်မူတယ်မာနလာတော့ကကြောက်ပြီးတော့ထွက်ပြေးသွားတဲ့တရားတွေမြမာတွေနဂါတွေကာလနဂါမင်းကြီးဟိုမှာအိတ်နေတယ်ဟိုမှာတရားမင်းမြမာမင်းတွေကကြည်နေတဲ့ခလန်းလန်းကနေပြီးတော့ဘယ်လိုနိုင်မလဲဒီပွဲကြီးဟာဘုရားလောင်းတော်ပဲနိုင်မလားမာနပဲနိုင်မလားနဲ့အဲ့ဒါခလန်းလန်းကနေသူတို့ကပွဲကြီးပြေးတာအနေနဲ့ကြည့်နေတာအခုဘုရားလောင်းတော်ရဲ့သစ္စာစွမ်းအင်ကြောင့်မဟာပရိမြေကြီးသက်သက်ခါပြီးတော့မန္တကြီးကြောက်လန့်လို့ပြေးတဲ့အခါကျတော့မှနတ်တွေတရားတွေကဇယောဟိဗုဒ္ဓကံတိရိမတောအယံမာရသသပါပိမတောပရာဇယောဩဃောသယောဘောဓိမန္တေပမောဒိတာဇယံတရာနာဂကနာမဟိတိသောအယံတမရှိကဲမှန်ပြီးတဲ့သက်ရှိကဲ့သို့ဤမြေပြင်နှင့်ကောင်းငယ်ရိုင်ကျူဤအောင်မြင်မှုထိုးကြီးဒီကတိရိမတောအရှင်ကိုယ်တော်မြတ်ကြီးဤသာလျောဇယောလူမင်းနာမင်းမြမမင်းတို့ကောင်းတင်ချိန်ញိုင်အောင်ဝဲတော်ခံယူခြင်းပေသည်ပါပိမတော်ယုတ်မှညင်ညံပညာကမ်း၍အန္တစေစေဧကံဖြစ်သောမာရတသဘောဓိမကိုက်ပလင်မြိုက်ကိုသိမ့်ပိုက်ယူမည်စစ်တီးချီ၍စစ်တီငြိမ်ညောင်းပြေပြေဆောင်များချိန်မောင်းတိုက်ခိုင်လာသောမနသာဤကပရာဇေယောဘုံချိန်ကိုကြောက်တက်ကိုခေါ၍နောက်သို့ပြန်ကြုံရန်စမြုပ်ကိုမတုံနိုင်ပဲဘုံမုံလဲ၍ရှင်ပွဲရှုံးနေခြင်းပါပေသည်ဒီသတ္တေအဲ့ဒါနတ်တွေငကားတွေတရားတွေမြမာတွေအကုန်လုံးဆူလာပြီးတော့ဇယောဟိဗုဒ္ဓသံတိရိမတောယံမာရသသပါပိမတောပရာဇယောဩဃောသယံဘောဓိမန္တေပမောဒိတာဇယံတရာနာဂကနာမဟိတိနောအဲ့ဒါနတ်တွေမြမာတွေခါရကောင်းချီကျွေးကြော်ပေးတယ်တဲ့အဲ့ဒါဘုရားမဖြစ်သေးဘူးဘုရားမဖြစ်သေးဘူးနေမဝင်မီမှာဒေဝဗုဒ္ဓလို့ခေါ်တဲ့မာနသားကိုအောင်းတယ်။ကဲအဲ့တော့ဘုန်းကြီးတို့ပြည်သားပေါင်းတော်ကောင်းတို့ဒီနေ့အဲ့ဒါမာနအောင်ခံဒီမှာရင်ပြီးပြီး
အဲ့တော့မာနမင်းကြီးကိုအောင်းတော်မူတဲ့မြတ်စွာဘုရားရှင်ကိုရောမြတ်ရဲ့ဂုဏ်ကြီးစုတွေအာယုံပြီးလို့ဘုရားတပည့်တော်တို့လည်းပဲစိတ်ထဲမှာကြံစည်နေတဲ့အကြံစီတွေလောက်ကိုင်းဆောင်ရွက်နေတဲ့လောက်ကိုင်းဆောင်ရွက်နေတဲ့ဆောင်ရွက်မှုလုပ်ငန်းတွေအောင်မြင်ကြပါစေလို့အဲ့ဒီလိုစိတ်ထဲမှာအာယုံပြုကိုင်းဆိုလိုက်ပါ6ပုံပိုင်မင်းမမင်းတွေဝါတထောင်လက်ယုံသူဘုံတေသာနတ်စီစီပေါင်းထောင်ဆောင်ဖြာဖြာပလင်တွဲစစ်ဘက်ပြိုင်လူလာ၆ဘုံပိုင်မင်းမမင်းတေဝါတထောင်လက်ယုံသူဘုံတေသာနတ်စီစီပေါင်းထောင်ဆောင်ဖြာဖြာပလင်တွဲစစ်ဘက်ပြိုင်လူလာသို့သောကာလဗုဒ္ဓမြတ်စွာမာနတအာစကားချိုသာဘဝဘဝဒါနဖြာဖြာပလင်တွဲရှင်လျက်ငါပြုလာသို့သောကာလဗုဒ္ဓမြတ်စွာမာနတအာစကားချိုသာဘဝဘဝဒါနဖြာဖြာပလင်တွဲရှင်လျက်ငါပြုလာသို့သောဖယားမြတ်ကြသောအခါရေမြေလေးလုံးချိတ်အောင်လာရာကြောက်လန့်မှန်ယုံနောက်ဆုံးပြေးခွာအခေါင်နေအောင်ခြင်းမင်္ဂလာသို့သောဗုဒ္ဓနှုတ်ဟာသောအခါရေမြေလေးလုံးချိတ်အောင်ခြင်းညာကြောက်လန့်မှန်ယုံနောက်ဆုံးပြေးခွာအခေါင်နေအောင်ခြင်းမင်္ဂလာမာရံပရမိတ်တကိအသေးရှင်ကိုရွှေပလင်ကတွန်းချမယ်ဟဲ့လို့အစွမ်းပြကလက်ယုံတစ်ထောင်နဲ့အသက်ဆုံးအောင်ပြစ်ခတ်ဖို့စစ်တပ်ကိုချီတဝီဝီလက်နဲ့စံတို့ဖြင့်တက်တဲ့နဲ့တပွဲဝဲကြံပြစ်ခတ်လျက်စစ်သားရဲ့ထိတ်သီးမာနကောင်ဆိုတဲ့နတ်ရှိဖို့ချုပ်ကြီးကိုဇိနောဇယံဟောဘဝဘဝကအခါကပင်ပါလာရပါတယ်ဒါနပါရမီဒီဟုသောတရားဓမ္မဖြင့်ဖယားကနိုင်ပြီဖယားကပိုင်ပြီဩတို့ဘုရားကပင်အောင်မြင်တော်မူခဲ့ပါပေတည်း